ဓမ္မစကြာညဤအမှတ်တရဒေသနာအလုံးတရားချစ်ခင်သူတော်စင်ပြိဿတ်တို့ဓမ္မစကြာတရားကိုမြတ်စွာဘုရားဟာဘုရားဖြစ်သို့ရောက်ပြီးတဲ့နောက်မှာ2 လမြောက်ဖြစ်တဲ့ဝါဆိုလပြည့်နေ့မှာဟောတယ်လို့အလုံးသိကြဝါဆိုလပြည့်နေ့ညမှာညနေချိန်ကနေစပြီးတော့ဓမ္မစကြာတရားဟောတယ်အဲ့ဒီဓမ္မစကြာတရားဟောတဲ့နေရာကမထခင်နောက်ထပ်ဘာတရားတွေဆက်ပြီးတော့ဟောနေတယ်လဲဆိုတာဟာမှတ်သားဖို့လိုအပ်တယ်ပေါ့ဓမ္မစကြာတရားဟောပြီးတော့ဓမ္မစကြာတရားဟောတဲ့ပလင်မှာပဲမြတ်စွာဘုရားဟာဟေမဝတ္တသုတ်ဆိုတာဟောခဲ့အဲ့ဒီဟေမဝတ္တသုတ်ဆိုတာသုတ္တနိဗ္ဗာန်ပါဠိတော်မှာဂါထာပေါင်း30နဲ့ဟေမဝတ္တသုတ်ကိုမှတ်တမ်းတင်ထားတာရှိအဲ့ဒီသုတ်တံကိုဘုန်းကြီးတို့ဒီကနေ့မှတ်သားနာယူကြရအောင်မှတ်လို့သားလို့လွယ်ရအောင်ဓမ္မစကြာညဤအမှတ်တရဒေသနာလို့ဓမ္မစကြာတရားဟောခဲ့တဲ့ညမှာအမှတ်တရတွေဘာတွေရှိသလဲဆိုတာမှတ်သားပြီးတော့ကြီးညိုကြဖို့ပါအဲ့ဒီသုတ်တံဖြစ်ပေါ်လာဖို့ဇာတ်ကြောင်းလေးကိုရှင်းဥစွာပြောရမယ်ဆိုဗဒ္ဒကဘာမှာဘုရားငါးစုပွင့်ခဲ့တယ်လူတွေရဲ့တက်တန်းအနှစ်4000တန်းမှာပထမဆုံးကကုတန္တမြတ်စွာဘုရားပွင့်တော်မူခဲ့တယ်အဲ့ဒီနောက်မှာတက်တန်းတွေဟာဆုတ်လာပြီးစနစ်တန်းကပြန်တက်အသင်္ချေတန်းရောက်သင်္ချေတန်းကနေတခါပြန်ပြီးတော့ဆုတ်လာလိုက်တာလူတွေရဲ့အသက်နှစ်3000တန်းရောက်လာတဲ့အခါမှာဒုတိယမြောက်ကောဏကမဏမြတ်စွာဘုရားဆိုတာပွင့်ပေါ်လာခဲ့တယ်အဲ့ဒီအတိုင်းပဲဆုတ်ကတ်တက်ခတ်လူတွေရဲ့တက်တန်းဟာစနစ်တန်းထီအောင်ဆုတ်သွားပြီးတော့ပြန်တက်လာအသင်္ချေရောက်အဲ့ဒီကနေပြန်ဆုတ်လာလိုက်တဲ့အခါမှာလူတွေရဲ့တက်တန်းအနှစ်2000တန်းရောက်လာတဲ့အခါမှာကတ္တဗမြတ်စွာဘုရားပွင့်တယ်ကတ္တဗမြတ်စွာဘုရားဟာ2000တန်းမှာပွင့်တဲ့အခါတက်တော်16000လောက်မှာပြိဋိဘံဆံရဒါဘုရားရဲ့ထုံးတမ်းစင်လာ2000ပြည့်အောင်တက်တော်တည်တန်းပြီးတော့မလေးကြဘူးတက်တော်16000ပြည့်တဲ့အခါမှာကတ္တဗမြတ်စွာဘုရားပြိဋိဘံဆံသွားတယ်ပြိဋိဘံဆံတဲ့အခါမှာကတ္တဗမြတ်စွာဘုရားရဲ့ယုတ်ကလတ်တော်ကိုတိသောထမိခတဲ့အခါဓာတ်တော်ဟာတဆူတည်းပဲကျွန်းခုဂေါရမမြတ်စွာဘုရားကျတော့ဓာတ်တော်တွေအဆူပေါင်းမြောက်များစွာကျန်ဘာဖြစ်လို့ဓာတ်တော်ဟာကတ္တဗမြတ်စွာဘုရားလက်ထက်မှာတဆူတည်းကျွန်းကြံရတယ်လဲဘာကြောင့်ဂေါရမမြတ်စွာဘုရားကျတော့ဓာတ်တော်တွေအစိတ်အစိတ်အသေးလေးတွေစိုက်မျိုးစုံဖြစ်ရတယ်လဲလို့ဆိုဂေါရမမြတ်စွာဘုရားကျတော့တတန်းကအမတန်တိုးတာလူတွေရဲ့အနှစ်100တန်းမှာပွင့်တယ်မြတ်စွာဘုရားလူဘဝမှာအနှစ်80ပဲနေသွားတယ်အဲ့တော့ဘုရားနဲ့တွေ့လျရတဲ့ပုဂ္ဂိုလ်နဲ့မတွေ့လျရတဲ့ပုဂ္ဂိုလ်ဆိုမတွေ့လျရတဲ့ပုဂ္ဂိုလ်တွေကများတယ်ပေါ့အဲ့ဒါလို့မတွေ့လျရတဲ့ပုဂ္ဂိုလ်တွေအတွက်မြတ်စွာဘုရားတိကျအဋိဋ္ဌံထားခဲ့ရမြတ်စွာဘုရားရဲ့ဓာတ်တော်တွေကိုပူဇော်ကြမယ်ဆိုရင်ကောင်းကျိုးချမ်းသာတွေရနိုင်ဖို့ဆိုပြီးတော့ဓာတ်တော်တွေအစိတ်စိတ်ကွဲဖို့မြတ်စွာဘုရားကဆန္ဒပြုခဲ့တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဓာတ်တော်တွေအစိတ်စိတ်ကွဲပြီးတော့စေတီပထိုးတွေပေါ်များတာပေါ့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်စေတီပထိုးတွေကအမတန်မှများတယ်အနေနဲ့ရရမှာဆိုရင်စေတီပထိုးတွေအမတန်များလို့နိုင်ငံခြားလူတွေကမြန်မာပြည်ကို the land of Pagoda တဲ့စေတီပထိုးတွေပေါ်များတဲ့နိုင်ငံလို့တောင်မှပဲခေါ်ထားကြတယ်ပေါ့ဒါတော့စေတီပထိုးများတယ်ဆိုတာမြတ်စွာဘုရားဓာတ်တော်တွေကလည်းများတာဟုတ်ပထမဆုံးဓာတ်တော်တွေကိုဖြန့်ဝေတဲ့အချိန်တုန်းကတော့စေတီက8စုပဲရှိအလုံး10စုပဲရှိတယ်မြတ်စွာဘုရားဓာတ်တော်နဲ့တည်တာက8စုဘုရားဓာတ်တော်ထဲတဲ့ရွှေခွေကြီးကိုဌာပနာပြီးတည်တာက1စုမိသွေးတွေကိုဌာပနာပြီးတည်တာ1စုလို့ပထမဆုံးထူပလို့ခေါ်တဲ့မြတ်စွာဘုရားကိုရည်မှန်းပြီးတော့ပူဇော်တဲ့စေတီဟာအလုံး10စုပဲရှိတယ်အတောကမင်းကြီးလက်ထက်ရောက်တဲ့အခါကျတော့မှစေတီပေါင်း8400အများဖူးခွင့်ရအောင်ဓာတ်တော်တွေကိုဖြန့်ချက်ပြီးတော့စေတီပေါင်း8400ထိအောင်ဓမ္မခန္ဓာပေါင်း8400ကိုပူဇော်တဲ့အနေနဲ့စေတီပေါင်း8400ကျောင်းပေါင်း8400ဆိုတာတွေသာသနာကိုဖြန့်ကျက်ပြန့်လာအောင်ဆောင်ရွက်ခဲ့တာပေါ့ကောင်းပြီအဲ့ဒီတော့ကကတ္တဗမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့အခါ
အမတန်ကြီးမားတဲ့စေတီကြီးတစ်ဆူတဲတယ်တေတပြဆိုတဲ့မြို့မှာပြိဋိဘံစံတော့အဲ့ဒီတေတပြမြို့မှာပဲကသဗ္ဗမြတ်စွာဘုရားရဲ့ဇေဒီကိုတဲတယ်အဲ့ဒီမြို့ကပဲဖြစ်လိမ့်မယ်အမျိုးကောင်းသား2ယောက်ဟာဇေဒီတော်ကြီးထိတင်ပြီးလို့ဇေဒီတော်ပူဇော်ပွဲလုပ်တဲ့ပွဲမှာသာသနာပေါင်းဝင်လိုက်ကြတယ်ပေါ့အမျိုးကောင်းသား2ယောက်သာသနာပေါင်းဝင်လာပြီးတော့သာသနာရဲ့လုပ်ငန်း2ခုဖြစ်တဲ့စာပေကျမ်းဂန်သင်ကြားခြင်းဆိုတဲ့ခန္ဓာဒုရတရားဓမ္မကြိုးစားအထောက်ခြင်းလို့ဆိုတဲ့ဝါသဒုရသို့မဟုတ်ဝိပဿနာဒုရ2ခုစလုံးဖြစ်ခြင်းမို့ရာအတွက်ရှေးဥစွာစာသင်ကြတယ်ပိဋကတ်တွေစာသင်လိုက်တဲ့အခါမှာဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေကြိုးစားပြီးသင်လိုက်တော့မကြခင်ပဲပိဋကတ်ဘက်မှာလိမ္မာကျွမ်းကျင်တဲ့တငယ်ချင်းယဟန်2ပါးဖြစ်လာမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုဖြန့်ဖြူးလို့ဘုရားဟောတဲ့တရားတွေကိုပိုင်ပိုင်နိုင်နိုင်သိတဲ့ပုဂ္ဂိုလ်2ဦးတစ်ပါးလင်တပည့်အချမ်းရံပရိသတ်900စီရှိထိုခေတ်မှာအတော်ကြော်ကြားတဲ့ဆရာတော်ကြီး2ပါးပေါ့အဲ့ဒါလို့စာတတ်ပိဋကတ်နဲ့အလွန်ကြော်တဲ့ဆရာတော်ကြီး2ပါးတနေ့ကျတော့ပြဿနာလေးတစ်ခုကြုံလာရွာတရွာမှာဘုန်းကြီး2ပါးရှိအဲ့ဘုန်းကြီး2ပါးပြဿနာဖြစ်တယ်တစ်ပါးကတန်ဃာတော်တွေနဲ့မသိလျော်တဲ့အမှုကိုပြုတယ်ပြုတဲ့အခါကျတော့နောက်တစ်ပါးကအရှင်ဘုရားဒါမလုပ်သင့်ဘူးရဟန်းတန်ဃာတွေနဲ့မသိလျော်ဘူးလို့ဆိုတော့အဲ့ဒီဝိနည်းစကားနဲ့မညီမသိမတင်လုပ်တဲ့ကိုတော်ကဆရဲလည်းရဲပြောရဲဆိုရဲနှုတ်ချမ်းအာချမ်းပေါ့အဲ့လိုဆိုတော့သူကအပြောမခံသို့တော်လည်းပဲသူ့ရဲ့လုပ်ရတွေကိုခုနဆရာတော်ကြီးတွေစီတင်ပြလိုက်ရင်ဆရာတော်ကြီးတွေကဘယ်သူမှားတယ်မှန်တယ်ဆိုတာဆုံးဖြတ်ပေးကြမှာအဲ့ဒါလို့ဆုံးဖြတ်ပေးဖို့သူ့ရဲ့လုပ်ရတွေဟာဝိနည်းစကားနဲ့မညီဘူးဆိုတာကိုဆရာတော်ကြီးတွေကဆုံးဖြတ်ပေးမှာအဆုံးဖြတ်ပေးလာလို့ရှိရင်သူဟာသာသနာပေါင်းမှာယက်တည်နိုင်မှာမဟုတ်ဘူးအဲ့တော့အဲ့ဒီကိုတော်ကလက်ဥအောင်သူဘာကြိုးစားတော့ဆိုတော့အဲ့ဒီဆရာတော်ကြီး2ပါးစီသွားတပည့်ခံဆရာတော်ကြီး2ပါးကျင့်နှက်လောက်အောင်တပည့်ခံပြီးတဲ့အခါကျဆရာတော်ကြီးတွေကိုအခွင့်တာတဲ့အခါသူလျှောက်တယ်သူ့မှာဒီလိုပြဿနာရှိတယ်ပေါ့သူနဲ့မတည့်တဲ့ကိုတော်ကဆရာတော်ကြီးတွေကိုလာပြီးဆုံးဖြတ်တောင်းလိုက်မယ်အဲ့တောင်းတဲ့အခါမှာဆရာတော်တို့တပည့်တော်ကိစ္စကိုအမှားမှန်ဆုံးဖြတ်မပေးပါနဲ့နှုတ်ပိတ်ရင်ငုံနေပါလို့ဆရာတော်ကြီးတွေကိုအတင်းကျပ်သူကတောင်းတဲ့အခါကျတော့ဆရာတော်ကြီးတွေကသာသနာရေးကိစ္စနဲ့ပတ်သက်လာရင်နှုတ်ပိတ်ရင်ငုံနေလို့မရှိဘူးလို့ဆိုတော့သူကဘယ်တိအောင်ပြောတော့ဆိုတပည့်တော်ကံနဲ့တပည့်တော်ထိုက်နဲ့တပည့်တော်ကံခံเสียရှိတပည့်တော်ပဲခံရမယ်ရှင်ဘုရားတို့ဘာမှဝင်မပြောပါနဲ့တိတ်လေးနေပေးပါဆုံးဖြတ်မပေးပါနဲ့နောက်ပိုင်းမှာဆရာတော်ကြီးတွေသဘောတူလိုက်ရတယ်ဆရာတော်ကြီးတွေကသဘောတူလာတဲ့အခါ तू ကအေးဆေးဆေးမနေဘူးသူ့ကိုဆွဆွဲတဲ့ကိုတော်စီသွားပြီးတော့ကဲဘယ်သူကတတ်နိုင်သေးတော့ပေါ့တတ်နိုင်ရင်လည်းသွားဆရာတော်ကြီးတွေစီဆုံးဖြတ်ခံပြီးတော့ဆရာတော်ကြီးစီကဆုံးဖြတ်ချက်ရလာပြီသူဘာမှအပြစ်မရှိဘူးဆိုတဲ့အငြိမ်မနေပဲနဲ့ပြောတော့ခုနကကိုတော်ကဆရာတော်ကြီးတွေစီလာပြီးတော့ရှောက်တယ်ပေါ့အဲ့ဒါလို့ရှောက်တဲ့အခါမှာဆရာတော်ကြီးတွေကကောင်းတယ်ဆိုတယ်ဘာမှမပြောဘူးခုနတုန်းကသူတို့ကပဋိညာဉ်ပေးလိုက်တာဆိုတော့ငြိမ်နေကြအဲ့တော့ဟိုပုဂ္ဂိုလ်ကအားမလို့အားမရဖြစ်တယ်ပေါ့ဆရာတော်တို့ဒီကိစ္စငြိမ်နေရမှာမဟုတ်ဘူးမှားရင်လည်းမှားတယ်လို့ဆုံးဖြတ်မဟုတ်ရင်လည်းဒီ2ပါးတင့်တင့်ညီညွတ်အောင်ဖြန့်ပြေးပေးရင်ပေးဒီလိုပဲလုပ်တဲ့နဲ့အဆုံးဖြတ်လည်းမပေးဘူးအကောင်းလည်းမပြောအဆိုးလည်းမပြောဒီလိုနှုတ်ပိတ်ရင်ကုန်နေလို့မဖြစ်ဘူးလို့ပြောလေဆရာတော်ကြီးတွေကမလှုပ်ဘူးမလှုပ်တဲ့အခါကျတော့ဟိုကိုတော်ကစိတ်ပြက်သွားတယ်စိတ်ပြက်သွားပြီးတော့ဆရာတော်ကြီးတွေရှေ့မှာပဲအရှင်ဘုရားတို့ဟာမြတ်စွာဘုရားရဲ့သာသနာမျက်နှာကိုမကြည့်ဘူးပုဂ္ဂိုလ်ရဲ့မျက်နှာကိုကြည့်တယ်သာသနာကိုမဆောင်ရှောက်ဘဲနဲ့ပုဂ္ဂိုလ်တယောက်ကိုဆောင်ရှောက်တယ်ဒီနေ့မှာကတ္တဗဘုရားပြိဋိဘံဆံသွားပါပြီဘုရားသာသနာလဲကွယ်ပါပြီဆိုပြီးတော့အဲ့ဒီကိုတော်ကခြုံခြုံချငိုတဲ့အဲ့ဒီမှာဒီကိုတော်ကြီးတွေကတန်ဝေကရသွားတယ်အေးတို့မဟုတ်တာတွေလုံးမိပြီဟိုကိုတော်ပဲလိုက်ပြီးတော့တို့ဟာဘာမှမပြောဘဲနဲ့နေချင်းဖြင့်သာသနာကိုမြောင်းနဲ့ရောက်အောင်တို့လုပ်လိုက်ကြပြီဆိုပြီးတော့စိတ်မကောင်းဖြစ်လိုက်ကြတာတစ်သက်လုံးစိတ်မကောင်းဖြစ်သွားတယ်တို့နောက်ဆုံးကြတော့
ဒီအတွေးရဲ့လွှမ်းမိုးမှုနဲ့ပဲပြန်တော်မူသွားကြပြန်တော်မူသွားတော့ဒီကိုရောကြီးတွေဟာတကယ်တော့သူတော်ကောင်းကြီးတွေပါခုနကိုရောအတင်းအကျပ်ပြောတာနဲ့သူတို့ဆန္ဒမပါပေမဲ့လို့လိုက်လျောလိုက်ကြရတယ်သူတို့လိုက်လျောမိတာကိုစိတ်မကောင်းဖြစ်ပြီးတော့ပြန်တော်မူသွားကြတဲ့အခါကျတော့အထက်နှက်ပြေမဖြစ်ဖဲနဲ့တောင်ဆောက်ဘလူးကြီးတွေသွားဖြစ်တယ်အထက်နှက်ပြေတွေကိုမရောက်နိုင်ဘူးနတ်တော်နတ်ပဲအောက်တန်းကြတဲ့ရက်ခဆိုတဲ့နတ်မျိုးတွေမှာသွားဖြစ်တယ်တဦးကဟိမောတာတောင်မှာသွားဖြစ်တယ်တဦးကတာတာဂိရဆိုတဲ့တောင်မှာသွားဖြစ်တယ်အဲ့တုန်းကဒီတောင်ဆောက်နတ်ကြီးတွေဟာသူတို့အတိုင်းဝိုင်းထဲမှာသူတို့မှလည်းပဲမကြာခဏစုံတီးကြတယ်တလကို8ကြိမ်လောက်စုံစည်းမှုပြုလုပ်ကြတယ်တဲ့တရက်ကြတော့စုံစည်းကြတဲ့အခါမှာဟေမဝတ္တဆိုတဲ့ဟိမောတတောင်ကတောင်ထိပ်တစ်ခုမှာအဲ့ဒီနတ်တွေဒီတောင်ဆောက်နတ်တွေစုံကြတဲ့အခါအလုံးအနေနဲ့ရရကတောင်ပိုင်နတ်ကြီးတွေတက်လာကြသူတို့နှစ်ဦးပြန်ဆုံတဲ့အခါကျတော့အတိတ်ကိုပြန်အောင်မေ့မိကြဟာတငယ်ချင်းပဲဖြစ်တာတော့ဆိုတော့တူကတာတာဂိရတောင်မှာဖြစ်တယ်သူကဟေမဝရတောင်မှာဖြစ်တယ်စိတ်မကောင်းကြဘူးတို့မှားရနဲ့လှုပ်ရနဲ့စိတ်မချမ်းသာဖြစ်ခဲ့ကြလို့တို့ဟာအထက်နှက်ပြေမှာမဖြစ်နိုင်ပဲနဲ့အခုလို့တောတွေတောင်တွေထဲမှာနတ်ဘလူးလာပြီးတော့ဖြစ်နေရတယ်လို့တူကိုဟေမဝတ္တနတ်လို့ခေါ်ပြီးတော့တူကိုတာတာဂိရနတ်အချမ်းရံသူတို့ရဲ့အချမ်းရံတပြည့်ယဟန်တွေကလည်းပဲသူတို့နဲ့ပဲအတူဖြစ်ကြတဲ့ဒါမျိုးကဆုံတတ်တယ်နော်စိတ်ဓာတ်ချင်းတူလို့ရှင်သွားဆုံတတ်တယ်အဲ့ဒီအချိန်မှာသူတို့နတ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဒါကသဗ္ဗဘုရားနောက်ပိုင်းမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်တစ်ခုပါသူတို့ကတက်တန်းရှည်တော့လောကမှာဂေါရမမြတ်စွာဘုရားပွင့်လာဘုရားတဆူပွင့်နေဆိုတဲ့အချိန်မှာဘုရားလောင်းတော်သတိတည်တဲ့အခါတို့ဖွာတော်မူတဲ့အခါတို့ဒီလိုထူးခြားတဲ့အခါသမယတွေမှာငလျင်တုံဟီးတာမျိုးတွေရှိတယ်အဲ့ဒီမှာသူတို့အမှတ်တမဲ့နေလိုက်ကြတာမသိဘူးလောကမှာဘုရားပွင့်နေဆိုတာတောင်စောင်းနတ်ကြီးဘဝနဲ့တတန်းရှိဂေါရမဘုရားပွင့်လာသူတို့မသိလိုက်ကြဘူးမြတ်စွာဘုရားပွင့်ပြီးတော့ကဆုံလပြည့်နေ့မှာဘုရားဖြစ်နေုံလာပြီကျော်ထီအောင်နေုံလာပြီကျော်နေုံလာကုံထီအောင်မြတ်စွာဘုရားဘောဓိပင်နာမှာသတင်းသုံးပြီးတော့ဘာဆိုလာကြတဲ့အခါတပည့်ဆက်ကြတရားဟောဖို့ဣတိပတနာတော်နှစ်လမြောက်မှာဣတိပတနာတော်ကြွသွားတယ်ဘာဆိုလာပြီနေ့ညတာတပည့်ဆက်ကြတရားဟောတယ်အဲ့တပည့်ဆက်ကြတရားဟောတဲ့အခါမှာလောကကြီးမှာထူးထူးခြားခြားတွေဖြစ်တယ်အလုံးကြားဘူးကြလိုက်မယ်တပည့်ဆက်ကြတရားဟောတဲ့အခါမှာတဲ့တတသဟတိလောကဓာတုတံကံပိတံပကံပိဆိုစัจ java လာတိုက်တသောဟာတိမ့်နဲ့တုံလောက်တယ်ထူးခြားတဲ့အမှတ်တရတွေလည်းဖြစ်ပေါ်တယ်ဓမ္မစကြာတရားဟောပြီဆိုတဲ့ချက်အဲ့တော့ဒီနေရာမှာဒီသုတ်တံကိုကြည့်လိုက်မယ်ဆိုရင်ဓမ္မစကြာတရားဟောပြီးမှငရင်လှုပ်တာမဟုတ်ဘူးဟောနေတဲ့အချိန်မှာလှုပ်တယ်လို့ပြောလို့ရတယ်အဲ့ဒီညနေအချိန်မှာဓမ္မစကြာတရားစာဟောပြီးဆိုတဲ့ကထူးခြားတဲ့လောကမှာအမှတ်တရတွေပေါ်လာတယ်ငရင်တွေလှုပ်တယ်ထူးခြားတဲ့အလင်းရောင်ကြီးတွေဖြစ်ပေါ်လာတယ်မပွင့်စဘူးအခါမဟုတ်ဘဲနဲ့ပန်းနေပွင့်လာတယ်ဒီလိုထူးခြားတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်လာတဲ့အခါဘယ်သူကတတိယလိုက်တုံးလို့ဆိုရသော်ဗျာတရားဟောတဲ့ဒေတာနဲ့သိပ်ပြီးတော့အလံမဝေးတဲ့တတာဂိရတောင်ဆောက်နတ်ကြီးကသွားပြီးတော့တတိယရလိုက်တော့သူကကြည့်လိုက်တယ်ဟာဒါဖျားပွင့်လို့ဓမ္မစကြာတရားဟောလို့ဒါတွေဖြစ်တာဆိုတာသိလို့သူ့ခြံရံပရိသတ်နဲ့ဓမ္မစကြာတရားသွားနာတယ်သွားနာတဲ့အခါကျတော့ရသော်ဗျာဓမ္မစကြာတရားဟောနေတဲ့ချိန်မှာလေလူသားအနေနဲ့ကတော့9ယောက်တည်းပဲရှိတယ်ပစ္စဝဂီယသိအနေထားပဲရှိသေးတယ်အဲ့ဒီ9ဦးပဲလူသားတွေသို့တော့နတ်တိပြမာတွေကတော့အများကြီးပဲလာကြတယ်ခုနထူးဆန်းတဲ့အံ့ဩဝေတွေဖြစ်လို့သိလို့လာတာရှိတယ်ကြွတင်ပြီးတော့သိနေလို့လာကြတာတွေရှိတယ်ပိဋကနတ်ပြမာပိဋကကအလွန်များတယ်တဲ့ခုနတာတာဂိရိကလည်းဒီအခြေအနေလဲသိရောဘုရားပွင့်တယ်ဆိုတော့ तू ချက်ချင်းလာတပည့်စကြာတရားပွဲမှာ तू လာနာတဲ့အခါကျတော့
သူတို့တငယ်ချင်းတစ်ယောက်လောကမှာထူးထူးခြားခြားရှိရင်ပြောစရမ်းလို့ဆိုပြီးတော့ပြောထားတာရှိတယ်တရားနာရင်သူ့စိတ်ကဘယ်ရောက်နေတော့ဆိုငါတငယ်ချင်းဟေမဝတ္တများပါမပါရလားဒီတရားဝဲမှာလိုက်ချိနော်ဟေမဝတ္တများဒီတရားဝဲကိုသိလားတရားဝဲများလားနာလားလို့စိတ်ကအဲ့ဒီသူ့တငယ်ချင်းစီရောက်ကြည့်လိုက်တဲ့အခါမပါတော့ဟာငါတငယ်ချင်းမသိဘူးနဲ့တူတယ်ငါတငယ်ချင်းမသိဘူးနဲ့တူတယ်ဆိုပြီးတော့ဒါတွေးရင်းနဲ့မြတ်စွာဘုရားဓမ္မစကြာတရားဟောနေတဲ့ရှင်ကုဏ္ဏညသောတာပန်ဖြစ်လောက်ပြီးတဲ့အချိန်လောက်မှာဒီတရားပွဲကိုနာရအောင်လို့ဆိုပြီးတော့တငယ်ချင်းသွားခေါ်မယ်ဆိုပြီးတော့သူ့ခြံရံနတ်ဘလူးတွေနဲ့ထွက်သွားလိုက်တယ်သူတို့ဒီလိုသွားတာမဟုတ်သူတို့မှလည်းစီးစရာရင်ရှိတယ်ဆင်ကြီးတွေတို့မြင်းကြီးတွေတို့ဂလုံးငှက်ကြီးတွေတို့ဖန်ဆင်းပြီးတော့အဲ့ဒါနဲ့စီးသွားကြတယ်ဟိမဝန္တာတောင်ဘက်ကိုသူထွက်သွားတယ်တငယ်ချင်းသွားခေါ်မှာပေါ့တငယ်ချင်းလှုပ်တဲ့ဟိမဝန္တာတောင်ကတောင်ဆောင်နတ်ကြီးရတယ်သူကလည်းသူ့တောင်မှာပန်းနေရအခါမဟုတ်ပွင့်ပြီးတော့ခါတိုင်းဒီလိုတစ်ခါမှမပွင့်ဘူးအဲ့ဒါမှလှတယ်ဒီအလှပတွေကြည့်ရအောင်ငါတငယ်ချင်းသွားခေါ်မယ်ဆိုပြီးသူကလည်းထွက်လာတာဒီကလည်းပဲတရားနာရာကတရားပွဲကထွက်လာပြီးတငယ်ချင်းသွားခေါ်တာဟိုကလည်းပဲဟိမဝန္တာတောင်ရဲ့အလှကိုပြခြင်းလို့အခန့်ခြင်းလို့တငယ်ချင်းလာခေါ်တာဘယ်မှာဆုံကြတော့ဆိုရာဇဂြိုလ်မြို့ရဲ့အပေါ်ကောင်းကင်ယံမှာသွားဆုံသူတို့နဲ့အဲ့တော့နတ်တီကလည်းပဲသူသွားခြင်းတဲ့နေရာသွားလို့မရဘူးသူလည်းလမ်းကြောင်းရှိတယ်အခုလိန်ညာနေပြန်တယ်ဆိုတာလည်းလမ်းကြောင်းရှိတာပဲကိုပြန်ခြင်းတဲ့နေရာပြန်လို့မရနော်အဲ့ဒါကြောင့်မလို့လမ်းကြောင်းသွားဆုံကြတယ်ဆုံတဲ့အခါမှာတတဂိရနတ်ကပြောတော့ဟောဟာဒီကနေ့ဟာမဆိုလာပြီ15ရက်ကြီးပဲတငယ်ချင်းကြီးဒီနေ့15ရက်ဒီကနေ့ညတော့အလုံးကိုထူးခြားတဲ့ညကြီးတစ်ခုပါတဲ့နတ်တေပြမာတွေနဲ့ကောင်းကင်ယံကြီးတစ်ခုလုံးပြည့်ပြီးတော့မြတ်စွာဘုရားဓမ္မစကြာလာပြီးတော့နာကြလို့ဒီကနေ့ညကတော့နတ်တေရဲ့ခန္ဓာကိုယ်ဟာထွက်တဲ့အနတ်နေအလင်းရောင်တွေမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ဟာထွက်တဲ့ရောင်ခြည်တော်တွေအဲ့ဒါတွေနဲ့ဒီကနေ့ညကြီးကဝင်းဝင်းဝါဝါနဲ့အလွန်လှပနေတယ်အင်မတန်ထူးခြားတဲ့ညကြီးတငယ်ချင်းလောကမှာဖျားပွက်နေပြီသွားဖူးရအောင်သူတို့နှစ်ယောက်ထဲမှာဟေမဝတ္တနတ်တောင်ဆောင်နတ်ကြီးကပို့ပြီးတော့ပညာထက်တဲ့ပေါ့ပညာထက်တဲ့အခါကျတော့သူကဖျားဖူးရအောင်လို့ပြောတော့နေပါအောင်မင်းပြောတာဖျားလို့ပြောဖျားဆိုတာလောကမှာအလွန်ပွင့်ခဲတဲ့အရာပေါ့ဖျားဟုတ်မဟုတ်သူကလေ့လာကြတယ်သူပြောတာနဲ့လက်မခံဘူးလက်မခံမင်းနဲ့သူကဖျားဟုတ်မဟုတ်ကိုသူကမေးခွန်းပေါင်း19ခုမေးတယ်သူကနံပါတ်1သူမေးလိုက်တဲ့မေးခွန်းကကိစ္စမနောသူပနိဟိတောမင်းဖျားဆိုတဲ့ပုဂ္ဂိုလ်ကစိတ်ဓာတ်တည်ငြိမ်မှုရှိရလားတဲ့ဒီချက်ကိုတစ်ခါမေးတယ်နော်ဖျားဆိုလို့ရှိရင်သူများတဲ့စိတ်ထားကောင်းစိတ်လှုပ်ရှားမှုမရှိဘဲနဲ့စိတ်တည်ငြိမ်မှုရှိရလားတဲ့ဒီမေကုံးမေးတော့ဟိုကတတဂိရကသူကဓမ္မစကြာတရားနားလာတဲ့ပုဂ္ဂိုလ်ပဲသို့တော့တရားသူတရားမြတ်တော့သူမရဘူးမရခဲ့သေးဘူးအဲ့တော့မြတ်စွာဘုရားရဲ့အည်အသွေးတွေတော့သူကအရင်တော့လည်းကသဗ္ဗဘုရားပွင့်တော့ကသူကယဟန်ဖြစ်ခဲ့တာဆိုတော့နားလဲတယ်ပေါ့သူကဖြေတယ်ဒီမေကုံးကိုဟာစိတ်ဓာတ်အမတ္တမတည်ငြိမ်ပါတယ်တဲ့တည်ငြိမ်တယ်ဆိုတော့ဒုတိယမေကုံးတစ်ခုထပ်မေးတယ်တတ္တဝါတွေအပေါ်မှာစိတ်ထားပုံကရောတူညီမှုရှိရလားဆိုတော့ဘုန်းကြီးတို့တွေဟာလူတွေအလုံးပေါ်တတ္တဝါတွေအလုံးပေါ်မှာတူညီတဲ့စိတ်မထားနိုင်ကြဘူးပေါ့ကိုချစ်ခင်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်စိတ်ကတစ်မျိုးမုန်းတဲ့ပုဂ္ဂိုလ်ဆိုရင်စိတ်ကတစ်မျိုးဒီလိုထားတာဟုတ်အဲ့တော့တတ္တဝါတွေပေါ်မှာတညီတဲ့ထားနိုင်တာအမတ္တမအရေးကြီးတယ်ပေါ့မြတ်စွာဘုရားကြတော့ကြည့်အလုံးပေါ်မှာအတည်ညီတဲ့ထားနိုင်တယ်ဆိုတဲ့နေရာမှာသားတော်ရာဟုလပေါ်မှာထားတဲ့စိတ်နဲ့သူ့ရန်လုံးနေတဲ့ဒေဝရတ်ပေါ်မှာထားတဲ့စိတ်အတူတူပဲသားတော်ရာဟုလဖြစ်သည့်အတွက်ကြောင့်မေတ္တာမပို့ဘူးမုန်းစရာကောင်းတဲ့ဒေဝရတ်ကြီးပေါ်မှာလေမုန်းတိမှုမေတ္တာရော့ပြီးတော့မသွားဘူးတဲ့မြတ်စွာဘုရားဓာနုထားနိုင်
ဘုန်းကြီးတို့စဉ်းစားကြည့်ပြီးတယ်မြတ်စွာဘုရားဘာလို့ဓာတ်နုထားနိုင်တာတော့တို့ဆိုရင်ထားနိုင်မှာမဟုတ်ဘူးမတူညီတဲ့တတ္တဝါတွေပေါ်မှာစိတ်ထားတူညီဖို့ဆိုတာအမှန်တန်ခဲနေဟောနောက်ကြတော့စဉ်းစားမိတာတို့တွေရဲ့တဏ္ဍာမှာလောဘဆိုတဲ့အစွန်းကရှိတယ်ဒေါသဆိုတဲ့အစွန်းရှိတယ်မြတ်စွာဘုရားကျတော့အဲ့လိုအစွန်းထွက်เสียလောဘဆိုတာလည်းမရှိဘူးဒေါသဆိုတာလည်းမရှိဘူးဟောမရှိသည့်အတွက်ကြောင့်လောဘမရှိသည့်အတွက်ကြောင့်ဖဲလိုက်တာဆိုတာမရှိဘူးဒေါသမရှိသည့်အတွက်ကြောင့်မုန်းတီးပြီးဖဲလိုက်တာဆိုတာမရှိနိုင်ဘူးပေါ့လောကမှာလူတွေဟာစိတ်ထားမတူနိုင်တာကလောဘဒေါသမောဟဆိုတဲ့ဒီအကုသိုလ်တရားတွေကြောင့်ပဲအဲ့ဒါတွေကင်းစင်သွားတဲ့မြတ်စွာဘုရားကျတော့တတ္တဝါတွေအလုံးပေါ်မှာတဏှီတဲ့ထားနိုင်သွားတယ်အဲ့ဒါကိုတာဓိဂုံလို့ခေါ်တယ်ပေါ့တတ္တဝါတွေပေါ်မှာမပြောင်းလဲတဲ့စိတ်ထားမြေကြီးပမာတူညီတဲ့သဘောတရားတောင်ကြီးပမာကြန့်ခိုင်တဲ့စိတ်ထားအဲ့ဒါလို့မြတ်စွာဘုရားမှာတာဓိဂုံနဲ့ပြည့်စုံတယ်ဘုရားဆိုလို့ရှိရင်အဲ့ဒါလို့ပြည့်စုံအောင်မှာဆိုတော့ဟိမဝတ္တမေးတယ်မင်းဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာတတ္တဝါတွေအပေါ်မှာမပြောင်းလဲတဲ့စိတ်ထားရှိရလားဟိုကဖြေတယ်ရှိပါတယ်တဲ့ဟောနောက်ထပ်မေးခွန်းနှစ်ခုထပ်မေးပြန်တယ်သူကကိစ္စိအိဋ္ဌေအနိဋ္ဌေစသင်္ကပ္ပတဝတိကတာလောကလူတွေကလိုချင်စရာအာယုန်နဲ့တွေ့ရင်အတွေးကတစ်မျိုးကိုမလိုချင်တဲ့မုန်းတိစရာအာယုန်နဲ့တွေ့ရင်အတွေးကတစ်မျိုးမတူညီတဲ့အတွေးတွေရှိတယ်အဲ့တော့အတွေးတွေကိုလူတွေကထိန်းချုပ်နိုင်သလားဆိုတော့မထိန်းချုပ်နိုင်ဘူးကောင်းတာနဲ့တွေးကိုကြိုက်တာလေးနဲ့တွေးလို့ရှိရင်လောဘနဲ့တွေးကြတယ်ရကြတယ်နှစ်သက်တယ်သဘောကျတယ်လောဘနဲ့တွေးတယ်မကြိုက်တာတွေးပြီဆိုရင်မုန်းတိတဲ့အတွေးနဲ့တွေးတယ်ဟောမြတ်စွာဘုရားကျတော့အတွေးတွေရဲ့ဆွဲဆောင်ရမပါဘူးကိုတွေးကျင်တာပဲတွေးလို့ရတယ်အိဋ္ဌာယုံပဲဖြစ်စေအနိဋ္ဌာယုံပဲဖြစ်စေတွေးတော်မှုအပေါ်မှာမြတ်စွာဘုရားပိုင်နိုင်တယ်သူတော်စင်နေဆိုတာအတွေးပေါ်မှာချုပ်ကင်နိုင်ရမယ်တဲ့ဘုန်းကြီးတို့တွေကအတွေးရဲ့နောက်လိုက်တာဖြစ်တယ်အတွေးကိုကိုကချုပ်ကင်နိုင်စွာမရှိဘူးပေါ့စဉ်းစားကြည့်တော့ယန္တာပုဂ္ဂိုလ်ကအတွေးကိုချုပ်ကင်တယ်အမတန်လှပတဲ့အရာပေါ်မှာလည်းမလှမပဘူးလို့သူတွေးလို့ရတယ်အမတန်ယွန်းစရာကောင်းတဲ့အရာကိုလည်းပဲယွန်းစရာမကောင်းဘူးလို့တွေးလို့ရတယ်ယဟန္တာတွေကျတော့စိတ်နဲ့ပတ်သက်လာအတွေးနဲ့ပတ်သက်လာချုပ်ကင်နိုင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မေးတာဟိမဝတ္တတောင်ဆောင်နတ်ကြီးကမင်းဖျားဆိုတဲ့ပုဂ္ဂိုလ်ဟာအတွေးတွေကိုပိုင်နိုင်ထိန်းချုပ်နိုင်ရလားလို့မေးတော့ဟိုကဖြေတယ်ထိန်းချုပ်နိုင်ပါတယ်တဲ့လောက်ကျင့်တတ်စရာကောင်းလို့ဖျားဆိုတဲ့ပုဂ္ဂိုလ်ရဲ့အင်္ဂါရပ်တယ်အဲ့တော့ဟိုကဖြေလိုက်တဲ့အခါကျသူကဆက်မေးတယ်လူတွေမြင်လို့ရတဲ့ဟာနဲ့ဆက်မေးတယ်သူအဲ့ဒီဖျားဆိုတဲ့ပုဂ္ဂိုလ်ဟာသူများမပေးတာကိုယူတဲ့ပုဂ္ဂိုလ်မဟုတ်တာမှန်ရင်လားတဲ့လောကမှာပညာရှိသူတော်ကောင်းလို့ခေါ်ရပေမဲ့ထက်တန်းစားလို့ဆိုရပေမဲ့လို့သူကြိုက်တာတွေ့ရင်နှိုက်သွားတဲ့ပုဂ္ဂိုလ်တွေကအများကြီးပဲပေးမပေးရအောင်ယူသွားတတ်တယ်အဲ့ဒါကြောင့်မလို့တကယ်သူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒီလိုသူများမပေးတာကိုသူများပစ္စည်းကိုစိုးယူတာမျိုးမရှိရဘူးပေါ့နံပါတ်၄မေးခွန်းသူများပစ္စည်းကိုဇွတ်မယူတာမှန်လားဆိုမှန်ပါတယ်ဘယ်တော့မှမယူပါဘူးနံပါတ်5မေးခွန်းကဘာတော့ဆိုတတ္တဝါတွေပေါ်မှာသူကစောင့်စည်းရလားစောင့်စည်းတယ်ဆိုတာတတ္တဝါတွေကိုညှင်းဆဲတာမလုပ်ဘူးတပ်ဖြတ်တာမလုပ်ဘူးဒဏ်ရာရအောင်မလုပ်ဘူးဒုက္ခမပေးဘူးသက်ရှိတတ္တဝါတွေပေါ်မှာမေတ္တာတို့ကရုဏာတို့ဆိုတာတွေနဲ့ကိုထိန်းရလားလို့ဆိုထိန်းပါတယ်6နံပါတ်မေးခွန်းကတော့ဘာမေးတော့ဆိုကိစ္စအာရာပမာဒမှာအဲ့ဒီနေရာမှာစကားနှစ်ခုရှိပမာဒဆိုတာမေးလျော့မူရစ်ခြင်းမှကင်းရလားလို့ဒီလိုမေးတာနောက်မူခွဲတစ်ခုနဲ့ပြောတာကတော့လောကမှာမြတ်သောအကျင့်ချင်းတဲ့ပုဂ္ဂိုလ်တွေမှန်သမျှဟာအမျိုးသမီးတွေနဲ့ကင်းရှင်းနေတယ်ပေါ့အဲ့ဒီမေးခွန်းကိုလည်းမေးတယ်ပေါ့အိမ်တော်ရသားမပြုတ်ပဲကင်းရှင်းနေတဲ့ပုဂ္ဂိုလ်ဟုတ်ကလားတဲ့ဒီမေးခွန်းမေးတာဟောနံပါတ်9နဲ့ပတ်သက်တဲ့မေးခွန်းကြဗာမေးတော့ဆိုကိစ္စဇာနန္ဒရိန်စတိသူဟာသမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့သူစိတ်လေးဟာအာယုံပေါ်မှာစူးစိုက်ပြီးတော့တည်တည်ငြိမ်ငြိမ်နဲ့
ဇံဝင်စားနိုင်ရလားဇံဝင်စားတယ်ဆိုတာအာယုတစ်ခုတည်းပေါ်မှာစိတ်ကိုနှစ်မြုပ်ထားနိုင်တာကိုပြောတာအဲ့ဒါလို့ဇံဝင်စားပြီးတော့နှစ်မြုပ်ထားပြီဆိုတဲ့အချိန်မှာခန္ဓာကိုယ်လည်းလှုပ်ရှားမှုမရှိဘူးနော်အကြာကြီးအာယုထဲမှာစိတ်ကိုသွင်းထားပြီးတော့ချမ်းချမ်းသာသာအကြာကြီးနေနိုင်တဲ့အနေထားဒီလိုဆိုလိုတာနော်စိတ်ဟာငြိမ်ပြီးတော့တမာတိစွမ်းအားတွေရနေတာပြောဟောနောက်မေးခွန်းတစ်ခုကြတော့ဘာမေးတော့ဆိုသူဟာလိမ်မပြောတတ်ဘူးလားတဲ့ဒါလည်းမေးတယ်ဖះဆိုတဲ့ပုဂ္ဂိုလ်ဟာလိမ်မပြောရအောင်အဲ့တော့အဲ့ဒီပုဂ္ဂိုလ်ဟာမင်းတွေ့ခဲ့တဲ့ဓမ္မစကြာတရားဟောနေတယ်ဆိုတဲ့ဗုဒ္ဓဂေါရမလိမ်မပြောတာမှန်ရလားတဲ့ဆိုမပြောပါဘူးတဲ့နောက်ဆက်မေးတာကတော့လိမ်မပြောဘူးဆိုလို့ရှိရင်သူပြောတဲ့စကားသံတွေကိုကြည့်ပြီးတော့သူဟာသူများမကြိုက်တဲ့ယဉ်ကျေးမှုမရှိတဲ့နားမချမ်းသာတဲ့ရိုင်းပြတဲ့စကားမျိုးပြောတာရောမင်းတွေ့ခဲ့သလားဘယ်တော့မှမပြောပါဘူးတဲ့ဟောနောက်တစ်ခုကတော့တယောက်နဲ့တယောက်အဲ့ဒီဖះဆိုတဲ့ပုဂ္ဂိုလ်ဟာရန်တိုက်ပေးတာများရှိသလားတဲ့လောကမှာတချို့လူတွေကလေခေါင်းဆောင်လှုပ်ချင်တဲ့အခါကျတော့ရန်တိုက်ပေးတာလည်းရှိတယ်မတဲ့မှသူကဘိုလ်လုပ်လို့ရတာဟုတ်အဲ့တော့လူလောကမှာမတဲ့ပိုကောင်းတာမို့တဲ့နေရင်သူ့အတွက်အန္တရာယ်ဖြစ်တော့ရန်တိုက်ပေးတာမျိုးတွေလုပ်တတ်တယ်အဲ့တော့ကြောင့်မို့လို့သူဟာရန်တိုက်ပေးတဲ့ပုဂ္ဂိုလ်မျိုးများဖြစ်မလားမဟုတ်ပါဘူးတဲ့ရန်တိုက်မပေးတတ်ပါဘူးနောက်တစ်ခုမေးတယ်အပြောဆိုနဲ့ပတ်သက်ပြီးတော့သူဟာအကြောင်းကျိုးစီလျော်မှုမရှိတဲ့စကားတွေမပြောတဲ့စကားတွေအဓိပ္ပာယ်မရှိတဲ့စကားတွေကိုပြောသလားမပြောဘူးလားတဲ့ဆိုတော့မပြောပါဘူးတဲ့သူပြောတဲ့စကားတွေဟာအမတန်မှပညာသားပါတယ်ပေါ့အသိဉာဏ်ရှိရှိနဲ့ပြောတယ်ပေါ့အဲ့ဒါလို့မေးခွန်းနေမေးပြီးတော့ဆက်မေးတာကတော့သူကကာမဂုဏ်အာယုန်တွေပေါ်မှာမမောတဲ့အနေအထားမျိုးရှိသလားမရှိဘူးသူစိတ်မှာရောကိလေသာတွေနဲ့စိတ်ဟာချီလင်ခြင်းမရှိတာရောကင်းရဲ့လားစိတ်ဟာကိလေသာတွေရှိနေသည့်အတွက်ကြောင့်စိတ်ဟာညစ်ကျနေတာမျိုးရောကင်းရဲ့လားစိတ်ကြည်လင်မှုရောရှိရလားလို့ဆိုရှိပါတယ်တဲ့နောက်မေးတာသူဟာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုခွဲခြားမသိပဲနဲ့မလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့လှုပ်တဲ့နာကိုမလှုပ်တဲ့ဘူးလို့တွေးဝေမှုတွေရောသူ့မှာရှိသလားလို့မရှိပါဘူးခြေတုံချတုံနဲ့တွေးဝေရင်ဒါမောဟပဲလေအဲ့ဒီလူဟာမျိုးရှိလားဆိုမရှိဘူးဒါဖြင့်ကိစ္စဓမ္မေတုစက္ခုမှာသူ့အမြင်ဟာတရားဓမ္မနဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်ဝဝမြင်တဲ့ပုဂ္ဂိုလ်ဟုတ်ကလားလို့လုံမေးတော့ဖြေတယ်ဟုတ်ပါတယ်သူကပြည့်ပြည့်ဝဝတရားဓမ္မကိုမြင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်နောက်တစ်ခုဆက်ပြီးတော့မေးမြန်းပြန်တယ်သူကထူးခြားထက်မြက်တဲ့အသိဉာဏ်၃မျိုးနဲ့ပြည့်စုံလားဝိဇ္ဇာ၃ပါးလို့ခေါ်တယ်အလုံးသိကြတဲ့အတိုင်းဝိဇ္ဇာ၃ပါးဆိုတာအတိတ်ဘဝတွေကိုသိနိုင်တာကိုယ့်ရဲ့အတိတ်ဘဝပဲဖြစ်ဖြစ်သူများရဲ့အတိတ်ဘဝပဲဖြစ်ဖြစ်ရှင်းရှင်းကြီးသိနိုင်တာပုပ္ပေနိဝါဒနုတ္တိဝိဇ္ဇာလို့ခေါ်တယ်အဲ့ဒီဝိဇ္ဇာမျိုးရှိသလားဒိဗ္ဗစက္ခုဆိုတာအဝေးကဟာပဲဖြစ်စေခြားကွယ်နေတဲ့အရာပဲဖြစ်စေဘယ်အရာကိုပဲဖြစ်စေကြည့်ကျင်လို့ရှိရင်မြင်နိုင်စွမ်းရှိတဲ့ဝိဇ္ဇာမျိုးအဲ့ဒါမျိုးရောရှိသလားနောက်တစ်ခုကကိလေသာအာတဝတွေကိုယ်တဏ္ဍမှာမျက်စိကပဲဖြစ်ဖြစ်နားကပဲဖြစ်ဖြစ်နှာခေါင်းလျှာကိုယ်ကပဲဖြစ်ဖြစ်စိတ်ထဲကပဲဖြစ်ဖြစ်ကိလေသာအာတဝတွေစီးဝင်လာမှုမရှိဘူးကိလေသာစိတ်တွေဟာဘယ်ကမှမလာတော့ဘူးဆိုတာအာတဝခယဝိဇ္ဇာအလုံးကိလေသာအာတဝတွေကုန်ကင်းသွားတဲ့ဝိဇ္ဇာအဲ့ဒီဝိဇ္ဇာဉာဏ်နေနဲ့ရောပြည့်စုံရလားလို့ပြီးတော့ဟာပြည့်စုံပါတယ်တဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့ကိုချင်းတရားတွေကရောစင်ကြယ်မှုရှိရလားအကုန်မေးတယ်သူကဝိဇ္ဇာစရဏတမ္ပန္နောမေးတာကိုချင်းတရားတွေပြည့်စုံရလားပြည့်စုံပါတယ်ဒါဖြင့်သူ့တဏ္ဍမှာအကုသိုလ်တွေစီးဝင်မှုတွေဟာလုံးဝကုံဆုံးသွားပလားခိတ္တခဏယတ္တနာလားဆိုမဟုတ်ဘူးလုံးဝကုံဆုံးသွားပြီဒါဖြင့်သူဟာအခုဘဝဟာနောက်ဆုံးဘဝဟုတ်ကဲ့လားသူ့ဖို့မှာနောက်ဘဝဆိုတာမရှိစေရအဲ့တော့ဘုရားဆိုတဲ့ပုဂ္ဂိုလ်မှာနောက်ဘဝမရှိရဘဝတစ်ခုပြီးတတ်သွားတာဆိုတာဘဝတဏကုံသွားတာကိုပြောတာမြတ်စွာဘုရားဟာကြည့်လေအလောင်းတော်လေးဘဝမွေးဖွားလာတဲ့အချိန်မှာပဲအလုံးဘုရားဝင်ဖတ်ဖူးတဲ့ပုဂ္ဂိုလ်တွေသိလိုက်မယ်ခုနှစ်လမ်းလှမ်းပြီးတော့သူပြောတဲ့စကားကြည့်လေအယမန္တိမံဇာတိနတ္ထိဒန္တိပုဏ္ဏဘောတဲ့ဒီဘဝနောက်ဆုံးဘဝပဲတဲ့နောက်ထပ်ငါမှဘဝမရှိတော့ဘူးအဲ့ဒီတုန်းကတည်းကပြောလာခဲ့တာဓမ္မစကြာတရားမှလည်းပါတာပဲနတ္ထိဒန္တိပုဏ္ဏဘော
အဲ့ဒါဟာဘုရားယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ကြီးဖြစ်တဲ့ပုဂ္ဂိုလ်ကြီးရဲ့အဓိကနောက်ဆုံးပန်းနိုင်ပဲပေါ့နောက်ဘဝရှိနေသေးတယ်ဆိုရင်ကိလေသာရှိနေအောင်မှာပဲတဏှာရှိနေအောင်မှာပဲအခုလို့မေးခွန်းပေါင်း19ချက်နဲ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်စစ်မှန်မှုရှိမရှိရာဇဂိုမြို့ကောင်းငင်ရံမှာမေးကြများညလောက်နေတယ်အဲ့ဒီအချိန်မှာညတကောင်မတိုင်ခင်လေးမှာသူတို့ကောင်းငင်ရံကဘုရားနဲ့ပတ်သက်ပြီးတော့ပုဂ္ဂိုလ်အကြောင်းနဲ့ပတ်သက်ပြီးတော့မေးတာဆွေးနွေးတာအမှန်တန်အဆင့်မြင့်တဲ့မေးခွန်းတွေမေးတာအဲ့ဒါတွေမေးတာကိုလူသားတွေကအမတ်တမဲ့ဘယ်သူကကြားတော့ဆိုလို့ရှိရင်အဲ့ဒီရာဇဂိုပြည်မှာနေတဲ့ကာလီဆိုတဲ့အမျိုးသမီးကသူကအိတ်မပြောသေးဘူးအိတ်မပြောသေးလို့လာတာဆောင်လေးထွက်ပြီးတော့နေရင်ကနေပြီးတော့ကောင်းကင်ယံကစကားပြောတဲ့နေကြားတယ်ဆိုပြီးတော့စူးစိုက်ပြီးတော့နာတော့ဖခင်ရဲ့ဂုဏ်ကျေးဇူးတွေဒါတွေပြောနေတာသူ့စိတ်ထဲမှာကြီးညိုပြီးတော့ပီတိတွေဖြစ်လာတာနားထောင်ရင်ပီတိတွေဖြစ်လာပြီးတော့နောက်ကျတော့ तू ဟာသောတာပန်ဖြစ်သွားတယ်သူတို့ပြောဆိုဆွေးနွေးတဲ့တရားနာရင်ကနေသောတာပန်ဖြစ်သွားတယ်ဒါကြောင့်မို့လို့သူ့ကိုတောင်ကြတော့မြတ်စွာဘုရားကအနုတ္တဝပတ္တနာဖခင်ရဲ့အကြောင်းတဆင့်ကြားရုံနဲ့ကြီးညိုတဲ့နေရာမှာထူခြားတဲ့ပုဂ္ဂိုလ်တူအနေနဲ့မှတ်တမ်းတင်ပေးဣတရက်လို့ခေါ်တာပေါ့နော်ဣတရက်ဆိုတာ outstanding ပေါ့အမှန်တမ်းထူခြားတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလို့အဲ့ဒါနဲ့သူတို့ဆွေးနွေးပြီးတဲ့အခါမှာဖခင်ရဲ့ဂုဏ်ကြီးတွေကိုကြည့်ပြီးတော့ခြေနှက်အားရသွားကဲတန်ငယ်ချင်းဒီလိုဆိုလို့ရှိရင်သွားကြစို့သူ့ရဲ့စိတ်ဓာတ်တွေကလည်းအမှန်တန်ကောင်းတယ်လောက်ရတွေကလည်းအမှန်တန်ကောင်းတယ်ပြောတဲ့စကားသံတွေကလည်းအမှန်တန်ကောင်းတယ်အသိဉာဏ်နဲ့အကျင့်တရားနဲ့လည်းပြည့်စုံတယ်ဒါကြောင့်မို့တို့ဟာဂေါရမဘုရားကိုသွားဖူးကြစို့တန်ငယ်ချင်းနှစ်ယောက်အချမ်းရနေတဲ့သွားကြဘယ်သွားတော့ဆိုမြတ်စွာဘုရားအဲ့ဒီချိန်မှာတပည့်စัจ जा တရားဟောပြီးတော့တရားပလင်ကမထသေးဘူးပေါ့ထိုင်တော်မူတဲ့နေရာကမထသေးဘူးတန်းကောင်ရံအချိန်သူတို့ရောက်သွားတယ်အဲ့ဒီအချိန်ရောက်သွားတဲ့အခါမြတ်စွာဘုရားကိုမေးခွန်းမေးကြတယ်ဘာနဲ့ပတ်သက်မေးတော့လို့ဆိုတော့သူတို့မေးခြင်းနဲ့မေးခွန်းကဘဝဆိုတာသိခြင်းတရားနဲ့မကင်းလို့တတ္တဝါတွေအားလုံးဟာသေမင်းရဲ့ကြော့ခွင်းနဲ့ဖန်ခံထားရတဲ့ပုဂ္ဂိုလ်တွေကြီးပဲအားလုံးမစ္စုပါဒလို့ခေါ်တယ်တေချာစဉ်းစားကြည့်ဘုန်းကြီးတို့တွေဟာကိုတော့လွတ်လပ်တယ်လို့ထင်တယ်သို့တော့သေမင်းကကြော့ခွင်းနဲ့ဖန်ထားတဲ့လူတွေကြီးပဲအကုန်လုံးအဲ့ဒီချီနှောင်မိထားတဲ့သေမင်းရဲ့ကြော့ခွင်းကိုဘယ်လိုဖြုတ်မလဲအခုလို့ဒုက္ခရောက်နေတဲ့အနေထားကြီးကနေသိခြင်းတရားကလွတ်အောင်ဘယ်လိုလုပ်ကြမလဲဒီမေးခွန်းကိုမေးမယ်မြတ်စွာဘုရားထံချင်းကပ်ပြီးတော့မြတ်စွာဘုရားဓမ္မစကြာဟောလို့မထသေးတဲ့ပလင်မှာထိုင်းနေတော့ဟေမဝတ္တကမေးတယ်ဘုရားသူမေးတဲ့မေးခွန်းလေးတွေကိုပါဠိလိုအရင်ပြောပြကိတ္တမိန်လောကောသမုပ္ပန္နောလောကလို့ဆိုတာလူတွေကိုလည်းရည်ညွှန်းတယ်သို့မဟုတ်တတ္တဝါတွေအားလုံးကိုလည်းရည်ညွှန်းတယ်တတ္တဝါတွေရဲ့ပတ်ဝန်းကျင်တဘာဝတွေကိုလည်းရည်ညွှန်းတယ်ပေါ့အဲ့တော့တတ္တဝါတွေကိုကြည့်ပြီးတော့ကဲပြောကြည့်အောင်သူမေးတဲ့မေးခွန်းကကိတ္တမိန်လောကောသမုပ္ပန္နောတဲ့ဘာရှိရင်တတ္တဝါတွေဆိုတာရှိလာတယ်လေဆိုပါစို့ပရိစ္ဆေသမုပ္ပါဒ်မှာဆိုလို့ရှိရင်အဝိဇ္ဇာရှိလို့သင်္ခါရရှိတာသင်္ခါရရှိလို့ဝိညာဉ်ရှိတာနော်ဣမတမိန်တတိဣရံဟောတိတဲ့ဒီအကြောင်းတရားရှိနေရင်ဒီအကျိုးတရားရှိနေမှာပဲလို့ဒီလိုပြောတာဖျောင်းနိုင်မီလေးထွန်းထားတာကြည့်ဖျောင်းနိုင်မီလေးမှာဘာရှိလို့ဒီမိတော့ကလေးရှိနေရတာတုံးလို့တေချာစဉ်းစားကြည့်လိုက်လို့ရှင်ဖျောင်းစီလေးရှိတယ်မိစာလေးရှိတယ်ဖျောင်းစီလေးနဲ့မိစာလေးရှိလို့ဒီမိတော့ကလေးကရှိနေရတာကဲဖျောင်းစီလည်းကုံသွားပြီမိစာလေးလည်းကုံသွားပြီဆိုရင်ဒီမိတော့လေးရှိနိုင်အောင်မလားမရှိနိုင်ဘူးအဲ့ဒါကြောင့်မလို့တတ္တဝါတွေဆိုတာလောကကြီးဟာဘာရှိလို့ရှိနေတာတုံးတဲ့သူမေးတဲ့အမေကုန်းကဘာရှိလို့တတ္တဝါတွေဆိုတာရှိနေတာတုံးတဲ့နောက်တစ်ခုကဘာတွေအပေါ်မှာတတ္တဝါတွေဟာခင်တွဲနေကြတာတုံးနောက်မေကုန်းတစ်ခုကဘာတွေကိုဆွဲလန်းပြီးတော့ဘယ်အရာတွေကြောင့်လောကကြီးဟာပင်ပန်းဆင်းရဲနေကြရတယ်လေတဲ့သူမေကုန်းတွေကအဝတ္တအဆင်းမြင့်တဲ့မေကုန်းတွေမေးတာနော်သူကလည်းဟိုဘွားတုန်းကစာတတ်ပေတဘုန်းကြီးကြီးကိုဒါကြောင့်မလို့လည်းမေးတတ်တာပေါ့ဖះစီကတရားနာထားတဲ့ပုဂ္ဂိုလ်စာရီသင်ထားတဲ့ပုဂ္ဂိုလ်ဆိုမေးတယ်မေးတဲ့အခါမှာမြတ်စွာဘုရားရဲ့အဖြေကတစ်ခါကျတော့ရှုထောင့်တစ်ခုကဖြေရတယ်ဒီနေရာမှာရှုထောင့်တစ်ခုကနေဖြေလိုက်တယ်
မြတ်စွာဘုရားသတ္တုလောကောသမုပ္ပန္နောဒီ6မျိုးရှိနေလို့တတ္တဝါဆိုတာရှိနေတာတတ္တဝါလို့ခေါ်နေရတာကဒီ6မျိုးပေါ်မှာဆွဲခေါ်တာဒီ6မျိုးဆိုတာဘာလဲမျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ကိုယ်ရှိတယ်စိတ်ရှိတယ်အစ္ဆတိကာယရဏ6ပါးလို့ခေါ်တယ်မျက်စိနားနာလျှာကိုယ်ရှိတော့မျက်စိနားနာလျှာကိုယ်ထဲမှာဘာတွေပေါ်လာတော့ဆိုအစင်းနဲ့အတန်နဲ့အနံ့နဲ့အရသာတဲ့အထီးအတွေ့တဲ့စိတ်နဲ့သိရတဲ့အာယုံနဲ့ဆိုတော့ဟောအာယုံဘာဟိရာယရဏ6ပါးလို့ခေါ်တယ်ဒါကိုအာယရဏ12ပါးလို့ပြောတာနော်ဘာတွေရှိနေလို့နော်တမန်အပြင်ဆိုလို့ရှိရင်ကြောက်တုံးကြီးမှရှိလားမျက်စိတို့နားတို့နှာခေါင်းတို့မျက်စိနားနာလျှာကိုယ်စိတ်ရှိသည့်အတွက်ကြောင့်မျက်စိမှာပေါ်လာတဲ့အဆင်းဆိုတာရှိတယ်နားကကြားရတဲ့အတန်ဆိုတာရှိလာတဲ့နှာခေါင်းကနမ်းရှူရတဲ့အနံ့လျှာကသိရတဲ့အရာခန္ဓာကိုယ်နဲ့ထိတွေ့လို့ရတဲ့အထိတွေ့စိတ်နဲ့သိရတဲ့အာယုံဆိုတာဒါတွေရှိလာအဲ့ဒါတွေရှိနေလို့တတ္တလောကဆိုတာကြီးကရှိလာတာပေါ့ဒါတွေမရှိဘူးဆိုလို့ရှိရင်ကြောက်တုံးကြီးကိုတတ္တဝါလို့ခေါ်လို့ရမလားမရနိုင်ဘူးဒါမှမဟုတ်ကြည့်လေမြတ်စွာဘုရားပရိစ္ဆေသမုပ္ပါမှာလည်းကြည့်ဝိညာဏပစ္စယနာမရူပနာမရူပပစ္စယတလာယတနာလို့ဒီအာရဏ6ပါးရှိသည့်အတွက်ကြောင့်ပြင်မအာတွေနဲ့ဆက်သွယ်လိုက်တဲ့အခါတလာယတနာပစ္စယဖတ်တော့အပြင်ဘက်အာယုန်နေနဲ့ဆက်သွယ်ရလာတဲ့အခါဘာဖြစ်လာတော့ဖတ်တာပစ္စယဝေဒနာအတွေ့အကြုံတွေရပြောစရာကောင်းတယ်ဆိုတဲ့အတွေ့အကြုံစိတ်ညစ်စရာကောင်းတယ်ဆိုတဲ့အတွေ့အကြုံတွေဟောမတူညီတဲ့အတွေ့အကြုံတွေရဒါကိုဝေဒနာကောင်းတယ်ဆိုတဲ့အခါနောက်ထပ်လိုချင်တဲ့ဝေဒနာပစ္စယတဏှာလိုချင်ပြီဆိုရင်တာမန်လိုချင်တာမဟုတ်ဘူးစိတ်ထဲမှာစွဲနေတယ်မရရအောင်ကြိုးစားလာတယ်တဏှာပစ္စယဥပါဒံဥပါဒနာပစ္စယဘောဆိုပြီးတော့ဟောဘဝဆိုတာတစ်ခုဒီလိုရှိလာတာကိုပရိစ္ဆေသမုပ္ပါကပုံဖော်တာလဲဒါပဲအခုမြတ်စွာဘုရားကလောကကြီးဟာဘာတွေရှိလို့ရှိနေရတာတုံးလို့မေးလိုက်တဲ့အခါအာရဏ6ပါးနဲ့ဖြေလိုက်တာဒီ6ခုရှိနေလို့လောကကြီးကဖြစ်နေတာတဲ့တတ္တဝါတွေဆိုတာရှိနေတာတဲ့ဟောဒီ6ခုပေါ်မှာပဲတတ္တဝါတွေဟာတွေ့တာနေကြတယ်တွေ့တာနေကြတယ်အထင်အမြင်တွေလွဲမှားနေကြဆိုလိုတာကကြည့်ဘုန်းကြီးတို့တွေတဏှာအမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဘာကိုတွေ့တာတုံးလို့မေးလို့ရှိရင်မျက်စိကိုဘယ်လိုထင်လဲဆိုလို့ရှိရင်ကြည့်မျက်စိကိုငါလို့ထင်တယ်ဒါဒိဋ္ဌိနဲ့မြင်တဲ့အမြင်တဏှာနဲ့မြင်တဲ့အခါကျတော့ငါမျက်လုံးလို့တောင်းမြင်မြန်တယ်အဲ့ဒါကတဏှာနဲ့အမြင်စာလို့ပြောလို့ရှိရင်ဣတ္တံမမပေါ့အဟံနဲ့မမငါလို့ထင်တာကဒိဋ္ဌိအမြင်ဟိုဟာနဲ့တော့သွားမရောနဲ့အနတ္တလက္ခဏာသုံးမှာဣတံမမဧသောဟမတမိနေတံမမနေသောဟမတမိနမေသောအတ္တာလို့ဒီအမြင်၃မျိုးရှုမြင်ဖို့၃မျိုးဟောတဲ့နေရာမှာတော့နေတံမမဆိုတာဣတံမမဆိုတာတဏှာဆွဲဧသောဟမတမိဆိုတာမာနဆွဲဧသောမိအတ္တဆိုတာဒိဋ္ဌိဆွဲတဲ့အဲ့ဒီမှာဒီလိုမှတ်ဒီကြတော့အဟံမမလို့ပြောတဲ့နေရာကြတော့အဟံလို့ပြောတာဒိဋ္ဌိမမလို့ပြောတာတဏှာဒီနေရာမှာတဏှာနဲ့ဒိဋ္ဌိနှစ်ခုကိုပဲပြောတယ်မာနမပြောဘူးဆိုလိုတာကအတ္တနဲ့အတ္တနိယအဟံမမဆိုတဲ့စကားလုံးနဲ့အတ္တနဲ့အတ္တနိယဆိုတဲ့စကားလုံးဟာအဓိပ္ပာယ်ချင်းသွားတူတယ်လောကလူတွေကဟောဒီမျက်စိနားနာလျှာကိုယ်စိတ်ဆိုတာကိုငါလို့သတ်မှတ်တယ်ဒါကဒိဋ္ဌိအမြင်ငါဟာလို့သတ်မှတ်တယ်ဒါကတဏှာရဲ့အမြင်ဩကြည့်လိုက်ပဲဆိုရင်ဘယ်ပေါ်မှာလူတွေဟာတွေ့တာတော့ဘယ်ပေါ်မှာအထင်အမြင်တွေမှားနေတာတော့ဆိုရင်ဒီ6ခုပေါ်မှာပဲထင်တာပဲဒါကြောင့်မလို့မြတ်စွာဘုရားသတုကုပ္ပတိတန်ထဝလူတွေရဲ့တဏှာအမြင်တို့ဒိဋ္ဌိအမြင်တို့နဲ့ဆက်ဆက်ပြီးတော့ရှင်ဆက်နေတာဟာဟောဒီမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့အာရဏ6ပါးမှာပဲလို့ဒီလိုဖြေတာနောက်တစ်ခုဘာကိုအကြောင်းပြုပြီးတော့ဖြစ်တာတုံးလို့ဆိုလို့ရှိရင်ဟောဒီ6မျိုးကိုပဲလူတွေဟာဆွဲလန်းပြီးတော့ဖြစ်ကြတာအာရဏ6မျိုးပဲဆွဲဆန်းဖြစ်တယ်အဲ့ဒီအာရဏ6မျိုး6ပဲလူတွေဟာပင်ပန်းဆင်းရဲနေကြတယ်ဟုတ်တာပေါ့တာမန်အပြင်ကြည့်မယ်ဆိုလို့ရှိရင်ဒီမျက်စိရှိလို့ကြည့်စရာတွေကြည့်ရတယ်လို့မျက်စိရှိလို့မမြင်ဘူးတာတွေမြင်ရတယ်ပျော်စရာကြီးလို့ထင်ကောင်းထင်မယ်သို့တော့မျက်စိရှိလို့မျက်စိကျိန်းတာရောမလာဘူးလား
မျက်စိရှိလို့မျက်စိပေါ်မှာစိုးရင်ရတာတို့ဟုတ်လားမျက်စိလေးမှုံးလာလို့စိုးရင်ရတာတို့မျက်စိလေးပြက်မှစိုးရင်ရတာကြောင်းကြမှုတွေမများပဲဘူးလားနားရှိသည့်အတွက်လည်းပဲစိုးရင်ပူပန်ရတယ်နှာခေါင်းရှိတဲ့အတွက်လည်းစိုးရင်ပူပန်ရတယ်လျှာရှိသည့်အတွက်လည်းစိုးရင်ပူပန်ရတယ်ခန္ဓာကိုယ်ရှိသည့်အတွက်လည်းစိုးရင်ပူပန်ရစိတ်ရှိလို့လည်းစိုးရင်ပူပန်ရဘာဖြစ်လို့တော့ဆိုသာဝရဒီတိုင်းတည်မြဲနေမဲ့အရာမဟုတ်ဘူးတဲ့ပြောင်းလဲပြီးတော့ပျက်စီးသွားမယ်အရာပျက်စီးမှာတော့လူတိုင်းကြောက်တာကြီးပဲပေါ့ဒါကြောင့်မို့လို့လောကကြီးဟာပင်ပန်းဆင်းရဲမှုရောက်နေတာဘယ်သူကြောင့်ရောက်တာတုံးဆိုလို့ရှိရင်ဟောဒီအာရဏ6ပါးကြောင့်ရောက်နေတာသူတို့ဖယ်လိုက်လို့ရှိရင်ဘာမှရှိတော့တာမှမဟုတ်တာဟုတ်ဒီလိုဆိုလို့တာပေါ့အဲ့ဒါလို့မြတ်စွာဘုရားကအာရဏ6ပါးနဲ့သူ့ရဲ့မေခွန်းတွေကိုဖြေလိုက်တော့သူကဘုန်းကြီးလူတွေကြီးပေမဲ့လို့ဘုန်းကြီးဘွားလာတဲ့လူကြီးပေမဲ့နတ်ကြီးပေမဲ့လို့သိပြီးတော့သူမရှင်းလင်းသေးတဲ့သဘောရှိဒါကြောင့်မို့လို့မြတ်စွာဘုရားကိုထပ်ပြီးတော့မေးပြန်တယ်ကတမန္တံဥပါဒနာယထလောကောဝိဟိညတိလောကလူသားတွေပင်မဆင်းရဲရောက်နေတဲ့ဆွဲလန်းစရာဆိုတာဘာကိုပြောတာတုံးတဲ့ခုနဘုရားဟောထားတဲ့အထဲမှာအာရဏ6ပါးဟာဆွဲလန်းစရာလို့ဒီလိုပြောထားတာကို तू ကဒီမေကုန်းကိုပဲထပ်မေးတဲ့သဘောဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားဖြေလိုက်တာပင်စကာမဂုဏလောကေမနောသတ္ထပဝေဒိတာလူတွေဆွဲလန်းနေဆိုတာကြည့်အဲ့ဒီမျက်စိနာနာလျှာကိုယ်စိတ်ဆိုတာတွေရှိသည့်အတွက်ကြောင့်မျက်စိနာနာလျှာကိုယ်စိတ်မှာထင်ဟပ်လာတဲ့အာယုံ6ပါးဆိုတာမရှိဘူးလားအဲ့ဒီအာယုံ6ပါးဟာလူချင်းစရာအာယုံတွေကိုကာမလို့ခေါ်တယ်အဲ့ဒီလူချင်းစရာအာယုန်တွေဒီစိတ်ကိုနှောင်ဖွဲ့ထားလို့သူ့ကိုဂုဏလို့ပြောတာဂုဏဆိုတာကာမဂုဏ်ဆိုတဲ့စကားလုံးကဂုဏ်ရှိလို့ကာမဂုဏ်ခေါ်တာမဟုတ်ဘူးအတိပ္ပယ်ကကာမဆိုတာလူချင်းစရာအာယုန်ဂုဏဆိုတာစိတ်ကိုနှောင်ဖွဲ့တတ်တဲ့တရားအဲ့တော့အာယုန်လေးနဲ့စိတ်ကလေးဟာကိုလူချင်းတာလေးတွေးထားလို့ရှိရင်လူဟာစိတ်ဟာအဲ့ဒီကမခွဲနိုင်မခွာရဖြစ်နေဒါနှောင်ဖွဲ့ခံရတယ်လို့ခေါ်တာပဲမစွန့်နိုင်ဘူးအတန်လေးလည်းမစွန့်နိုင်ဘူးအနံ့လေးလည်းမစွန့်နိုင်ဘူးအရသာလည်းမစွန့်နိုင်ဘူးမစွန့်နိုင်လို့တချို့ဆိုလို့ရှိရင်လေဘယ်စားတော့ဆိုင်ကောင်းတယ်ဆိုအဲ့ဒီကိုရွေးသွားစားနေကြတာပဲအထီးတွေးဆိုလည်းမစွန့်နိုင်ဘူးအဲ့တော့အဲ့ဒါတွေဟာဆွဲလန်းเสียတွေပဲပေါ့ဒါကြောင့်မို့မြတ်စွာဘုရားပင်စကာမဂုဏကာမဂုဏ်5ပါးကာမဂုဏ်5ပါးဆိုတာမျက်စိထဲမှာပေါ်လာတဲ့နှစ်သက်เสียအဆင်းအာယုံနားနဲ့ကြားရတဲ့နှစ်သက်စရာအတန်အာယုံနှာခေါင်းနဲ့နမ်းရှူရတဲ့နှစ်သက်စရာအနံ့အာယုံလျှာနဲ့လက်ရသိရှိရတဲ့နှစ်သက်စရာရတာအာယုံခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့အာယုံဆိုတာစိတ်ကိုနှောင်ဖွဲ့ထားရသောကြောင့်သူ့ကိုကာမလိုချင်စရာကောင်းသောကြောင့်ကာမစိတ်ကိုနှောင်ဖွဲ့ထားတတ်လို့ဂုဏအဲ့ဒီစကလုံးနှလုံးကိုပေါင်းစပ်ပြီးတော့ကာမဂုဏဗမာလိုမပြန်တော့ဘဲနဲ့ကာမဂုဏ်လို့ပြောတာနော်အဲ့ဒီကာမဂုဏ်တွေအပြင်မှာနောက်ထပ်ဘာလာတော့ဆိုတော့စိတ်ရှိလို့တွေးတယ်လေစိတ်ရှိလို့တွေးတာတွေးတဲ့အခါမှာတချို့များကိုယ့်အကိုတွေးပြီးတော့အတွေးနဲ့ပြုံးနေတဲ့လူတွေရောမတွေ့ဘူးလားအတွေးနဲ့ပြုံးနေတဲ့လူရှိတယ်လို့အတွေးနဲ့မဲ့နေတဲ့လူလည်းရှိတာပဲနော်အဲ့ဒါလို့ဒီအာယုန်တွေနဲ့ပတ်သက်လာပြီးတော့လူတွေဟာတွေ့တာမှုတွေရှိလာကြတယ်တဲ့အဲ့ဒီမှာဥပါဒံလို့ဆိုတာဒါတွေနဲ့ပတ်သက်ပြီးတော့တွေ့တာမှုတွေကိုမြတ်စွာဘုရားလို့ပြောတယ်သူကဆက်မိတ်လိုက်တာကနေယနံပု္ပ္ပတော်ပြုဟိကထံဒုက္ခပမောစအဲ့ဒါတွေကနေပြီးတော့ဘယ်လိုလွတ်အောင်ရှောင်မလဲထွက်ပေါက်ဘယ်မှာလဲလောကမှာအစာအုပ်ကြီးကြီးတဲ့တစ်ခုတည်းရောက်သွားလို့ရှင်ထွက်ပေါက်ဆိုတာရှာရနော်အမှန်တန်ကြီးကျယ်တဲ့အစာအုပ်ကြီးတွေလည်းရောက်တိုင်းထွက်ပေါက်ရှာမတွေ့တတ်ဘူးပေါ့အဲ့ဒါလိုပဲတန်တရာကြီးထဲမှာမေတ္တာမကျယ်တော့ဘုန်းကြီးတို့တွေထွက်ပေါက်ဆိုတာမတွေ့နိုင်ဘယ်ထွက်ရမှာမသိဘူးထွက်เสียမရှိဘူး30ပုံမှာလှည့်သွားနေကြတာလေလူဘဝသေးသွားရင်နတ်ဖြစ်ခြင်းဖြစ်မယ်တရားဓမ္မအာထုံလို့ဇံလေးပါလေးရသွားရင်ဇမပြေဖြစ်ခြင်းဖြစ်မယ်ဘဟုထာတွေလုံးလို့ရှိရင်ဟောငရဲရောက်ခြင်းရောက်သွားလိုက်တယ်တိရစ္ဆာန်ဖြစ်ခြင်းဖြစ်လိုက်တယ်ပြိတ္တာဖြစ်ခြင်းဖြစ်လိုက်တယ်ဒီထဲမှာလှည့်သွားတာဘယ်မှာလဲထွက်ပေါက်မရှိဘူးထွက်ပေါက်မတွေ့နိုင်အဲ့တော့ထွက်ပေါက်ကိုပြောစမ်းပါတဲ့ဘယ်လိုထွက်မလဲဆိုတော့မြတ်စွာဘုရားက
ဣထသန္တံဝိရစိတဝါခုနပြောတဲ့ကာမဂုဏ်အာယုန်တွေပေါ်မှာမင်းတွေ့တာတဲ့လိုချင်တဲ့ဆန္ဒကိုဖယ်လိုက်တယ်အဲ့ဒါထွက်ပေါက်ပဲကာမဂုဏ်အာယုန်ကိုဖယ်ခိုင်းတာမဟုတ်ဘူးမြတ်စွာဘုရားကာမဂုဏ်အာယုန်ကသူရှိတာလောကမှာအလှပတွေသူကသူလှတာလှပါစေလှပတဲ့ပုံမှာတွေ့တာတဲ့တဏှာဥဒါဖယ်ခိုင်းတာအဲ့တော့လူတွေကတရားခံလောက်တာမှားတတ်တယ်ပေါ့တချို့ကသားသမီးတွေကိုတန်ရောစဉ်ဖြတ်မယ်ပစ္စည်းဥစ္စာတွေတန်ရောစဉ်ဖြတ်မယ်သားသမီးတွေစွန့်ပစ္စည်းတွေစွန့်အဲ့ဒါတန်ရောစဉ်မှမဟုတ်တာတန်ရောစဉ်ဆိုတာဘာလဲဆိုရင်သားသမီးပေါ်မှာတွေ့တဲ့တဏှာလေးကတန်ရောစဉ်ပစ္စည်းပေါ်မှာတွေ့တာတဲ့တဏှာလေးကတန်ရောစဉ်ဥပမာပဲကြည့်စာရွက်လေး2ရွက်တူတူထားဘယ်အခါကြည့်လိုက်တစ်ခုနဲ့တစ်ခုကမကတ်ဘူးရှိနေတယ်နော်စာရွက်2ရွက်တူတူနေပေမဲ့လို့ကတ်နေတာမဟုတ်ကဲအဲ့ဒီထဲမှာကော်ကလေးနည်းနည်းထည့်လိုက်လို့ရှင်စာရွက်2ရွက်ကတ်တော့အဲ့တော့စာရွက်2ရွက်ကတ်တာဟိုစာရွက်ကကြောင့်မို့ကတ်တာလားဒီစာရွက်ကြောင့်ကတ်တာလားလို့ဆိုရင်ဘယ်လိုဖြေကော်ကြောင့်ကတ်တာကော်မပါလို့ရှင်ဒီစာရွက်2ရွက်ထိနေပေမဲ့ကတ်ပါမလားမကတ်ဘူးအဲ့ဒါကြောင့်မလို့ကော်နဲ့အလားတန်တူတဲ့တဏှာအတွေ့အတာအဲ့ဒီအတွေ့ကိုသာဖြတ်ရမှာသားသမီးကိုဖြတ်ရမှာမဟုတ်ဘူးပစ္စည်းကိုဖြတ်ရမှာလည်းမဟုတ်ဘူးအတွေ့အတာဆိုတဲ့တဏှာကိုဖြတ်ခိုင်းတာဒါကြောင့်မို့မြတ်စွာဘုရားဣထသန္တံဝိရစိတဝါတွေ့တာစရာကာမဂုဏ်အာယုန်ဒီပေါ်မှာဆန္ဒကိုပြောက်အောင်လုပ်တဲ့အဲ့ဒါလို့ပြောက်အောင်လုပ်တာထွက်ပေါက်ပဲဧဝံဒုက္ခပမုစ္စတိအဲ့ဒါဆိုလို့ရှိရင်တန်တရားထဲမှာမင်းလှည့်ပတ်သွားနေရတဲ့ဆင်းရဲဒုက္ခကြီးကမင်းလွတ်ပါလိမ့်မယ်ဒီဖြေကိုဖြေလိုက်တယ်ဖြေပြီးတော့မြတ်စွာဘုရားကဆက်ပြီးပြောတာဒါဟာလောကကြီးရဲ့ထွက်ပေါက်ပဲတဲ့ငါပြောတာတကယ်အမှန်တိုင်းပြောတာတဲ့ငါပြောတဲ့အတိုင်းပဲလုပ်ရင်ဒုက္ခကြီးတန်တရားတွေကထွက်ပေါက်မင်းတွေ့လိမ့်မယ်လို့ဒီလိုဖြေလိုက်တာအဲ့လိုဖြေတာကိုဒီခါထားလဲနာလဲရရောဒီအဖြေလဲကြားလိုက်ရရောဘုန်းကြီးဘုရားလာတဲ့ဒီတောင်စောနတ်ကြီး2ဦးလုံးဟာသူတို့ရဲ့အချမ်းရံပိဋက900စီနဲ့အတူတကွဓမ္မစက္ခုတရားမျက်စိရသွားကြသောတပန်ဖြစ်သွားကြတယ်လို့ပြောနော်ဓမ္မစကြာတရားဟောတဲ့ညမှာပဲဒီအဖြစ်တွေဖြစ်လာဓမ္မစကြာတရားဟောတဲ့နေရာမှာပဲဒီမေကုန်းတွေမေးလို့ဖြေလိုက်တာဓမ္မစက္ခုဆိုတာသူတို့မှာဖြစ်လာသောတပန်ဖြစ်သွားပြီသောတပန်ဖြစ်သွားတဲ့အခါကျတော့သောတပန်ဆိုတာဘဝအဆုံးသတ်အောင်မဟုတ်သေးဘူးအကန့်တတ်တော့ရသွားပြီသောတပန်ပုဂ္ဂိုလ်ဖြစ်သွားလို့ရှိရင်တန်တရားထဲမှာသူ9ဘဝပဲရှိတော့တယ်10ခုမြောက်ဘဝဆိုတာမလားတော့ဒါကြောင့်မို့ပိယကြီး17တုတ်ထဲမှာလေယရဏတုတ်မှာနတ္တိဘဝံအဋ္ဌမမာရိယန္တိသောတပန်ပုဂ္ဂိုလ်တွေက10ခုမြောက်ဘဝဘယ်တော့မှမရယူဘူးတဲ့ဆိုတော့9ဘဝပဲသူတို့ရှိအဲ့တော့သူကသောတပန်ဘဝတဲ့မကဘူးချက်ချင်းတန်တရားကလွတ်မြောက်ဖို့သောတပန်ဆိုလို့ရှိရင်9ဘဝတော့တန်တရားထဲမှာလဲအောင်မှာကိုတန်တရားထဲလဲတယ်ဆိုကြတဲ့ကတန်တရားရဲ့ဝဲဩကတိုက်မြုပ်တတ်တဲ့ဆူနာမီလှိုင်းလုံးကြီးတွေနဲ့သူခံရအောင်မှာပဲရှိနေသေးလို့ရှိရင်သို့တော့အပယ်ကိုတော့မကြတော့ဘူးလူဘဝဒုက္ခတွေခံရအောင်မယ်နတ်ဘဝမှာကြုံမဲ့ဒုက္ခတွေခံရအောင်မယ်အဲ့တော့သူကဆက်ပြီးတော့မေးတာအဲ့ဒီလွှမ်းမိုးပြီးတော့လာမဲ့ဩဃတွေလှိုင်းလုံးကြီးတွေတန်တရားဆိုတဲ့အခုမြစ်ပင်လေကြီးကိုဘယ်လိုကူးဖြတ်မလဲသူမှအကန့်အသတ်ကလေးတော့တွေ့သွားပြီဆိုလိုတာကကန်းဆက်ကလေးတော့မြင်ရပြီသောတပန်ဖြစ်တဲ့ဆိုတာကန်းမဲ့မြင်ရသေးတယ်ရေထဲကမတက်ရသေးဘူးသူကဘဝထဲမှာရှိနေတော့မယ်လေအဲ့တော့ကန်းကိုသူတို့တက်ဖို့ရအတွက်ဒီဩဃကြီးကိုဘယ်လိုဖြတ်ကျော်မလဲတဲ့အမတန်နဲ့ဆိုင်တဲ့ဒီတန်တရားပင်လေကြီးဟာထောက်တည်ရမရဘူးအောက်လည်းပဲအမတန်နဲ့သည့်အတွက်ကြောင့်ခြေတော့ကထောက်လို့မမီဘူးမြုပ်မသွားအောင်အပေါ်မှာဆွဲကင်ထားစရာလည်းမရှိဘူးအဲ့ဒါလို့အောက်မှာလည်းထောက်လို့မရဘူးအပေါ်မှာလည်းဆွဲကင်စရာမရှိဘူးဆိုတဲ့ဒီရေပြင်ကြီးကိုဖြတ်တဲ့အခါမှာမြုပ်မသွားအောင်ဘယ်လိုလုပ်မလဲဒီမေကွန်မေးတာနော်ဟုတ်တယ်လေဘုန်းကြီးတို့ပဂတိရေထဲမှာသွားမယ်ဆိုလို့ရှိရင်ရေကအမတန်နဲ့တယ်အပေါ်ကလည်းဆွဲကင်ထားစရာမရှိဘူးဆိုဖြတ်မြုပ်သွားမှာပဲလေအဲ့ဒါလို့နဲ့တဲ့ထဲမှာတဲ့အောက်ခြေထောက်ကလည်းထောက်လို့မမီဘူးတဲ့အပေါ်လည်းဆွဲကင်စရာမရှိဘူးအဲ့ဒီနဲ့တဲ့တန်တရားကြီးတဲ့ကိုမြုပ်မသွားအောင်ဘယ်လိုလုပ်မလဲမြတ်စွာဘုရားကိုလျှောက်တာနော်အဲ့ဒီမှာမြတ်စွာဘုရားကနီးပေးတယ်တပ္ပတာသီလတံပံနော
ပညာဝါသုတမဟိတောအစ္ဆဒစိန္ဒီတတိမှာဩဃံတရတိဒုတ်တရဖြတ်ကျော်ဖို့ခက်တဲ့ဟောဒီအရှိန်နဲ့စီးလာတဲ့ရေစီးချောင်းကြီးရေတွေလွှမ်းမိုးလာတဲ့ဥပမာတောင်ကြားရေတွေဟိုးရင်တစ်နှစ်တုန်းကကြည့်လေဒီနာဂဲမုံတိုင်းတိုက်တဲ့အခါကျတော့လှိုင်းကြီးတွေတက်ပြီးတော့ရွာတွေလူတွေလွှမ်းသွားတာပဲလေဘာမှမတတ်နိုင်ဘူးလေအကုန်မျောပါကုန်တာအဲ့ဒါလိုဟာမျိုးဩဃလို့ခေါ်တာအဲ့တော့အဲ့ဒါလိုဖြတ်ကျော်ဖို့ခက်တဲ့ကျော်ဖြတ်ဖို့လွန်မြောက်ဖို့ခက်တဲ့ဒီတန်တရားဝဲဩဃကြီးကိုလှုပ်ဖို့ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့မြတ်စွာဘုရားအခြေခံအစပြီးတော့ဟောတာတပ္ပဒသီလတမ္ပန္နောမင်းကိုချင်းတရားတွေပြည့်စုံအောင်လုပ်ရလိမ့်မယ်နံပါတ်1ကိုချင်းတရားအခြေခံဘာဖြစ်လို့ကိုချင်းတရားကိုအခြေခံခိုင်းတာတုံးဆိုတာဘုရားအမြဲတမ်းအဓိပ္ပာယ်ရှိတယ်ကိုချင်းတရားအခြေခံလိုက်လို့ရှိရင်တဲ့လူဟာအပြစ်ကင်းတယ်အပြစ်ကင်းတဲ့အတွက်ကြောင့်ကိုချင်းတရားနဲ့ပတ်သက်လာပြီးတော့စိတ်နှလုံးမသားမယာဖြစ်เสียအကြောင်းမရှိတော့မရှိသည့်အတွက်ကြောင့်ဝမ်းသာတယ်ဝမ်းမြောက်ရတယ်ပီတိဖြစ်တယ်ပီတိဖြစ်တဲ့အခါတော့ဘာဖြစ်လဲပတ္တတိငြိမ်းချမ်းတာဆိုတာဖြစ်တယ်ငြိမ်းချမ်းလာလို့ရှိရင်ကိုယ်စိတ်ငြိမ်းချမ်းလာရင်ဘာဖြစ်လဲဒုက္ခနေလို့ထိုင်လို့တက်တောင်တက်တာတွေဖြစ်လာဒုက္ခဖြစ်လာရင်ဘာဖြစ်လဲတမာတိစိတ်လေးကငြိမ်းလာတယ်စိတ်ငြိမ်းရင်ဘာဖြစ်လဲယထာဘူတညာနာတနာအဖြစ်မှန်တွေကိုသိလာတယ်လောကလူတွေကစိတ်မငြိမ်ဘူးဆိုလို့ရှိရင်အမှန်သိဖို့ခက်တယ်ဒါကြောင့်မို့လို့ကိုချင်းတရားတစ်ခုကောင်းလိုက်တာနဲ့တပြိုင်နက်သူကနေဘယ်ထိအောင်တည်ဆောင်သွားတော့ဆိုတော့ယထာဘူတညာနာတနာအမှန်ကိုမြင်တဲ့စီထိအောင်တည်ဆောင်သွားနိုင်တယ်ဒါကြောင့်မို့လို့သီလနဲ့ပြည့်စုံအောင်လုပ်ပါလို့ဘုရားဟောတာအပြန်အားဖြင့်ပြောမယ်ဆိုရင်သီလမပြည့်စုံမှုဆိုရင်စိတ်ဝမ်းသာမှုမဖြစ်နိုင်ဘူးဝမ်းသာမှုမဖြစ်ရင်ပမောဇ္ဇဆိုတာမဖြစ်ဘူးမဖြစ်ရင်ပီတိမဖြစ်ဘူးပီတိမဖြစ်ရင်ပတ္တတိဆိုတာငြိမ်းချမ်းမှုမဖြစ်ဘူးငြိမ်းချမ်းမှုပတ္တတိမဖြစ်ရင်ဒုက္ခဆိုတာချမ်းသာတာစိတ်ချမ်းသာမှုမဖြစ်ဘူးစိတ်ချမ်းသာမှုမဖြစ်ရင်တမာတိဆိုတဲ့စိတ်တည်ငြိမ်မှုမရဘူးတမာတိမှမရဘူးဆိုရင်ယထာဘူတညာနာတနာမဖြစ်နိုင်ဘူးတဲ့ဒါကြောင့်မို့ဘုရားသီလနဲ့ပြည့်စုံအောင်လုပ်လို့ပြောတာနောက်တစ်ခါကျတော့ပညာဝါသုတမဟိတောတမာတိတရားပဲအထုတ်တမ္ပစဉ္ညာဆိုတဲ့အစဉ္ညာဟာအမတ္တမအရေးကြီးတယ်ပေါ့ဘယ်ရာပဲဖြစ်ဖြစ်အသိဉာဏ်နဲ့လောက်ရတယ်အသိဉာဏ်နဲ့လောက်ရမှာမို့ပညာဝါအသိဉာဏ်နဲ့ရှိရမယ်တမာဟိတအာယုံပေါ်မှာစိတ်တည်ငြိမ်မှုတမာတိရှိပြီးတဲ့အခါဘာလုပ်ရမလဲဆိုရင်အစ္ဆဒစိန္ဒီတဲ့အတွင်းကိုစဉ်းစားလို့ပြောတာဘုန်းကြီးတို့တွေကနေ့စဉ်နဲ့အမျှကိုယ့်ကိုယ်ပြန်ဆန်းစစ်ကြည့်ဘာစဉ်းစားတာဆိုအပြင်ပဲစဉ်းစားနေ့ဖြင့်ကဘာလုပ်အောင်မလဲအပြင်ပဲစဉ်းစားတာလေဒီကနေ့ဘာတွေစားတာနေ့ဖြင့်ကဘာစားရအောင်ဟောဒီနေ့ဒီအဝတ်ဝတ်တဲ့နေ့ဖြင့်ကပဲအဝတ်ဝတ်ဒီနေ့ဒီအလုပ်လုပ်တဲ့နေ့ဖြင့်ကဘာလုပ်လို့မလဲအပြင်တွေပဲစဉ်းစားတာအကုန်လုံးတစ်ချိန်လုံးအပြင်အာယုန်တွေပဲစဉ်းစားတာကိုစဉ်းစားတဲ့လူဆိုတာမရှိဘူးကြည့်လေငါစိတ်လေးဟာငါစိတ်ထဲမှာလောဘဆိုတာဖြစ်သလားဘယ်ခါဖြစ်တာတော့ဖြစ်ရင်ဘယ်လောက်အတိုင်းတာအထိဖြစ်တော့ဘယ်နှခါတွေးမိမတွေးမိဘူးငါစိတ်ထဲမှာဒေါသဖြစ်တယ်ဖြစ်လေရှိသလားဘယ်လိုဟာမျိုးနဲ့တွေ့ရင်ဒေါသဖြစ်တယ်လဲဖြစ်ရင်ဘယ်လောက်ထိအောင်ကြားတယ်လဲဩကိုယ်စိတ်ထဲမှာဒေါသရှိရင်ရှိတယ်မရှိရင်မရှိဘူးဆိုတာဒါတွေကိုကိုယ်စိတ်ကိုပြန်ပြီးတော့ mental checking ခေါ်တာပေါ့စိတ်ကိုပြန်ပြီးတော့ check ကလုပ်အောင်လူတွေက check တော့လုပ်တယ်ဘာ check ကလုပ်တယ် medical check ကလုပ်တာပေါ့ဆေးရုံသွားပြီးလို့ရှိရင်ယောဂရှိမရှိပဲကြည့်တယ်စိတ်ကိုကြည့်တာမဟုတ်ဘူးရုပ်ကိုပဲကြည့်တာနော်လောကလူတွေမှန်ကြည့်ကြတယ်လေမှန်ကြည့်တာပါကြည့်လို့မျက်နှာပဲကြည့်တာပဲစိတ်ကိုကြည့်တာတခုမှမရှိဘူးကိုယ်စိတ်လေးရဲ့အခြေအနေကိုသိတာမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားအစ္ဆဒစိန္ဒီတဲ့ကိုယ့်ရဲ့အတွင်းကိုသိအောင်လုပ်ပါလောဘတွေရှိသလားဒေါသတွေရှိသလားမောဟတွေမာမနာတွေအိတ်တာတွေမစ္စရိယတွေစိတ်ရဲ့အညစ်အကြေးတွေရှိသလားလို့ရှိလို့ရှိရင်ဒီတဘာဝတရားတွေဟာငါပိုင်တာတွေဟုတ်ကလားငါဟာဟုတ်ကလားဒီတဘာဝတရားတွေကမြဲတာတွေဟုတ်ကလားချမ်းသာတာတွေရောဟုတ်ကလားငါပိုင်တာတွေရောဟုတ်ကလားဆိုပြီးတော့အစ္ဆဒစိန္ဒီဆိုတာဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တာအစ္ဆဒစိန္ဒီပဲပေါ့ကိုယ့်ကိုသိအောင်လုပ်တာပဲကမ္မထာထိုင်နေဆိုတာကိုယ့်ကိုသိအောင်လုပ်တာလေအဲ့ဒီအစ္ဆဒစိန္ဒီဆိုတဲ့ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်မှာတဲ့ကျင့်တဲ့အခါမှာတတိအမြဲတမ်းမကဲမကွာရှိရမယ်အဲ့ဒီလိုဆိုလို့ရှိရင်ဩဃံတရတိဒုတ်တရဖြတ်ကျော်ဖို့အမတန်ခက်တဲ့ဒီလိုင်းကြီးတွေကိုဖြတ်ကျော်သွားနိုင်ပါလိမ့်မယ်ဟောဒါဖြင့်သီလကိုလုံအောင်လုပ်တမာတိရအောင်
အာယုန်တစ်ခုနဲ့လေ့ကျင့်ပြီးတဲ့အခါကျတော့ကိုယ်ခန္ဓာကိုယ်ရဲ့သဘာဝတွေကိုသိအောင်အသိဉာဏ်နဲ့ဆင်ញင်စဉ်းစားပြီးတော့အဲ့ဒီနည်းနဲ့ဖြတ်ကျော်ရမယ်လို့ဒီလိုပြောတာကိုလုပ်ရမယ့်လုပ်ငန်းရှင်းရှင်းလေးရမြတ်စွာဘုရားဟောတာလူတိုင်းနိဗ္ဗာန်တော့ရခြင်းတယ်နိဗ္ဗာန်ရခြင်းဘယ်လမ်းကသွားမလဲဒီလမ်းပဲရှိတခြားလမ်းသွားလို့မရောက်ဘူးအဲ့ဒါလို့ဆိုလို့တယ်အဲ့ဒါလို့ဖြတ်ကျော်ပြီးတော့သူမေးထားတဲ့မေးခွန်းကဒါလောက်နဲ့တဲ့တန်တရားကြီးထဲမှာအောက်လဲထောက်လို့မရဘူးအပေါ်လဲကင်ထားစရာမရှိဘူးမြုပ်မသွားအောင်ဘယ်လိုလုပ်ရမှာလဲဆိုတော့မြတ်စွာဘုရားပြောတယ်မင်းကာမဂုဏ်နဲ့ပတ်သက်တဲ့နှစ်သက်စရာအာယုန်တွေပေါ်မှာအတွေးတွေကိုဖြောက်လိုက်တဲ့လောကလူတွေကတွေးနေတာဒါနဲ့ပဲတွေးတယ်လေမျက်စိကမြင်ထားရင်နှစ်သက်စရာအာယုန်ဆိုဒါလေးပဲတွေးတယ်နားကအတန်လေးလဲဒါလေးပဲတွေးတယ်နှာခေါင်းကအနံ့လဲတွေးတယ်ဒီလိုအားတွေပဲကာမဂုဏ်အာယုန်တွေပဲတွေးတယ်အဲ့ဒီအတွေးတွေကိုမင်းရှောင်နဲ့ရှောင်ပြီးတော့ခုနကအာယုန်တွေနဲ့စိတ်နဲ့ခြိတွဲထားတဲ့ကြိုးတွေကိုဖြုတ်ပြစ်ခုနပြောတဲ့ဂလူးပေါ့ကော်ရီမရှိစေနဲ့ပေါ့နှုတ်မဆိုကတ်နေမှာအတန်ရောစဉ်ဆိုတာတဏှာရင်တန်ရောစဉ်မဟုတ်ဘူးအမုန်းတန်ရောစဉ်လည်းရှိတယ်နော်မတည့်တဲ့လူဆိုခဏခဏတတိယတဲ့အဲ့တော့ဘယ်တန်ရောစဉ်မှမထားနဲ့အကုန်တန်ရောစဉ်တွေကိုအကုန်ဖြတ်နိုင်အောင်ကြိုးစားလို့ကြိုးစားလိုက်လို့ရှိရင်ဘာတွေကိုကုံအောင်လုပ်ရမလဲလို့ဆိုရင်နန္ဒီဘဝပရိက္ခယအတွေ့အတာတွေအာယုန်ဒီပေါ်မှာကျင့်တတ်နေတယ်နှစ်သက်နေတယ်တွေ့တာတယ်ဆိုတဲ့တဏှာကုံသွားမယ်အဲ့ဒီတဏှာကုံလို့ရှိရင်ဘဝဆိုတာလည်းကုံသွားမယ်အဲ့ဒီကုံဆုံးမှုနှစ်ခုရှိပြီဆိုမှအမတန်မှနဲ့ဆိုင်တဲ့တန်တရားဆိုတဲ့ပင်လေကြီးထဲမှာမင်းမမြုပ်မှဖြစ်တယ်တွေ့တာမှုကုံသွားတာဟာစာလို့ပြောရင်သဥပါတိတေတနိဗ္ဗာန်ကိုမျက်မှောက်ပြုတာကိလေသာတွေကုံသွားပြီသို့တော့ကိလေသာတွေနဲ့ကံနဲ့ကဖန်တီးထားတဲ့ခန္ဓာတွေကကျမ်းနေသေးတယ်ကျမ်းနေတော့ဒုက္ခကျန်သေးတယ်ပေါ့ကျန်တာဟာနစ်မြုပ်တာပဲပေါ့ဟောနောက်ဆုံးမှာအကျိုးဆက်ဖြစ်တဲ့ခန္ဓာပါမကြံတော့ဘူးဆိုရင်အနုပါတိတေတအဲ့တော့နိဗ္ဗာန်ကို2မျိုးခွဲဟောထားတာသဥပါတိတေတနိဗ္ဗာန်နဲ့အနုပါတိတေတနိဗ္ဗာန်ဥပါတိဆိုတာကံကိလေသာတွေရဲ့အကျိုးတရားအကျိုးခန္ဓာကိုဥပါတိလို့ခေါ်တယ်အဲ့ဒီဥပါတိကျမ်းနေသေးလို့ရှိရင်ဥပါတိတေတလို့ခေါ်တယ်ကျမ်းနေသေးတယ်အဲ့ဒီကျမ်းနေသေးတဲ့အချိန်မှာရတဲ့နိဗ္ဗာန်ဆိုလိုတာကမြတ်စွာဘုရားဟာဘုရားဖြစ်သူရောက်သွားတဲ့အခါမှာကိုရောမြတ်ရဲ့တဏ္ဍာမှာဖြစ်တဲ့လောဘဒေါသမောဟကိလေသာတွေကုန်သွားပြီသို့တော့အဲ့ဒီကိလေသာကြောင့်ဖြစ်လာတဲ့အကျိုးဆက်ဖြစ်တဲ့ခန္ဓာကြီးကိုကျမ်းမနေဘူးလားအဲ့ဒီအချိန်မှာကိလေသာသာကုန်နေတယ်အကျိုးဆက်ခန္ဓာဟာကျမ်းနေသေးတယ် remain ဖြစ်နေတယ်အဲ့ဒါကိုသဥပါတိတေတနိဗ္ဗာန်လို့ခေါ်တယ်ခန္ဓာကြီးကျမ်းနေသေးတယ်ကိလေသာတော့မရှိတော့ဘူးတတ္တ80ပြည့်လို့ပြိဋိဘံဆံသွားတဲ့အခါကျတော့ခန္ဓာလည်းမရှိတော့အဲ့ဒါကြတော့အနုပါတိတေတနိဗ္ဗာန်လို့ခေါ်တာပေါ့အဲ့တော့နန္ဒီဘဝပရိက္ခိဏနှစ်သက်မှုတဏှာဆိုတာကုံဆုံးသွားရမယ်ဘဝဆိုတာကုံဆုံးသွားရမယ်အဲ့ဒါမှတန်တရားဆိုတဲ့ပင်လယ်နဲ့ကြီးထဲမှာမင်းမမြုပ်မှဖြစ်တယ်လို့မြတ်စွာဘုရားကဒီတရားဟောလိုက်တဲ့အခါမိဂုံးတွေဆုံးသက်သွားပြီးတော့ကျေနပ်အားရဖြစ်ပြီးဘယ်လိုပြောတော့ဆိုရင်တို့တွေဟာဒီကနေ့လာကြိုးနှက်လိုက်တာဒီကနေ့ညမအိတ်လိုက်ရပေမဲ့လို့တို့ကောင်းသောနိုးထခြင်းပဲမြတ်စွာဘုရားတရားတော်တွေကိုနာရလို့တို့တွေဟာအမတန်မှကံကောင်းလာတယ်ဒါကြောင့်မို့တို့ဟာတရွာကတရွာတောင်တစ်ခုကနေတောင်တစ်ခုမြတ်စွာဘုရားကိုရှ िख ိုးပြီးတော့ကောင်းမြတ်တဲ့တရားဓမ္မတွေကိုယုံသိလေးစားပြီးတော့တို့ဟာတစ်သက်လုံးသွားလာကြမယ်လို့ဝမ်းမြောက်ဝမ်းသာအဲ့ဒီတောင်ဆောင်နတ်ကြီးနှစ်ဦးဟာမြတ်စွာဘုရားရှေ့မှာကျင့်တ်အားရစွာပြောဆိုကြတယ်ပေါ့အဲ့ဒါဟေမဝတ္တသုတ်ပဲပေါ့မြတ်စွာဘုရားဓမ္မစကြာညရဲ့အမှတ်တရဒေသနာဆိုတာဟေမဝတ္တသုတ်ပဲပေါ့အဲ့ဒီဓမ္မစကြာညမှာဟောတဲ့တရားဒီတရားဓမ္မစကြာတရားပြီးရင်များသောအားဖြင့်ပြောကြတယ်အနတ္တလက္ခဏာသုတ်ဟောတယ်လို့ပဲသိတယ်နော်ဓမ္မစကြာညမှာဟောတာဟောဒီဟေမဝတ္တသုတ်ရဲ့မေခွန်းနဲ့အဖြေတွေဟာဓမ္မစကြာတရားဟောတဲ့ညမှာဟောတယ်လို့မှတ်သားနာယူကြပြီးလင်တန်တရားဆိုတဲ့ဝဲဩဃကြီးကိုဘာနဲ့ဖြတ်ကျော်မယ်နစ်မြုပ်မသွားအောင်ဘယ်လိုကျင့်ကြံနေထိုင်ကြရမယ်ဆိုတာတခုတည်းသောလမ်းဟာကိုကျင့်တရားကောင်းအောင်ထားတမာတိတရားကိုကြိုးစားအစ္ဆဒစိန်တီလို့ဆိုတဲ့ဝိပဿနာကျင့်စဉ်တစ်ခုကျင့်ခြင်းဖြင့်သာလေတန်တရားတွေကထွံ့မြောက်နိုင်တယ်
တန်တရားဆိုရက်ပင်လယ်နဲ့ကြီးတဲ့မှာမြုပ်မသွားနိုင်ဘူးဆိုတာကိုယ်စီသဘောကျပြီးတော့ကြင်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း